မင်္ဂလာပါရှင်။စိတ်ဝင်စားဖွယ်ကောင်းတဲ့ပရလောကဇာတ်လမ်းတွေထူးခြားစမ်းကြယ်တဲ့ကံပေးရဇာတ်လမ်းများစွာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါဒီနေ့မှာဖတ်ပြပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့စာရေးသူထမန်တောင်ငူရေးသားထားတဲ့တပွဲစားမုတ်ဆိုးနဲ့အာတာဝတီပြဆက်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရှင်။ဇာတ်လမ်းလေးကိုမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးလုပ်ပေးသွားဖို့နဲ့ဇာတ်လမ်းသစ်တင်တိုင်းသိရှိနိုင်စေဖို့အတွက်ဘေးနား notification လေးကိုလည်းနှိပ်ပေးသားခဲ့ဖို့တောင်းဆိုပါရနော်။ကျေးဇူးတင်ပါတယ်။ကဲဒါဆိုတော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်ရှင်။တပွဲစားမုတ်ဆိုးနဲ့အာတာဝတီပြဆက်ညနေနေဝင်ရီတရိုးအချိန်အင်တိုင်းကျေးရွာစီကိုဥတီပြီးတော့လှနေတဲ့လဲတိုင်းတစ်ခုလဲအားလုံးကစိတ်စည်းတိတိတချို့လဲဒီမှာလူသူတွေပြုံစုလိုက်လာကြပြီးတော့တချို့လဲဒီမှာတော့ပစ္စည်းရတွေအထုပ်ပိုးတွေတင်ထားလေရဲ့မကြခင်အချိန်မှာတော့လဲတိုင်းဟာရွာအဝင်ကိုရောက်ခဲ့ပြီးတော့အားလုံးရှက်တန့်သွားခဲ့တယ်ဒီတခါလဲပေါ်ကလူတယောက်ကဆင်းလာပြီးတော့ရွာအစုံဆုံးပတ်စီကအင်းအေးစီကိုလမ်းတိုင်းမသွားဘဲနဲ့အပြင်ဘက်လဲကွင်းနေရာနဲ့ပတ်လို့သွားခဲ့တယ်အိရှိစီမှာတဆုံတယောက်ကိုတွေ့တဲ့အခါမှာတော့ပြုတ်နောင်ကြီးပြုတ်လဲပေါ်ကဆင်းလာသူကသူမြင်လိုက်တဲ့သူကိုအော်ခေါ်လိုက်တယ်ထိုအခါအထက်ကလူကအပြင်ကိုမြင်သွားပြီးကျုပ်ကိုခေါ်တာလားဘသူများလဲဗျကျုပ်တို့ကအာတာဝတီပြဆက်အဖွဲရပါဟိုကျုပ်တို့ရွာထဲကိုဝင်ကြလို့ခမများတို့ကဘယ်မှာမို့လို့တော့အထက်ကလူကနားမလည်နိုင်တာမို့မေးလိုက်တော့ကျုပ်တို့ကရွာထိပ်မှာဗျဟုတ်ဗျာရွာထိပ်ကိုရောက်နေရတောင်ရွာထဲမဝင်ဘဲနဲ့ဘယ်နဲ့လို့ကျုပ်စီကိုတကူးတကလာပြီးတော့ခွင့်တောင်းနေရတာတော့ဩနောင်ကြီးရဲ့ကျုပ်တို့ကဇက်ဖွဲ့မလားဇက်ဖွဲ့ဆိုတာတအူးတယောက်တည်းမဟုတ်ဘူးလေဗျာတအုပ်တမကြီးဒီတော့သူတို့ပိုင်းရဲ့ရိပ်ရွာကိုရမ်းတမ်းပြီးတော့ဝင်မရဲဘူးလေဗျာဟုတ်ပါပြီဒါနဲ့ခမများတို့ကဒီမှာညတဲမှာလားဖြတ်သွားရုံမလားဇက်သမားမှောင်စဖြူနေတဲ့ကောင်းကင်ပြင်ကိုတစ်ချက်မော့ကြည့်ပြီးအရှိရခီးဆက်ဖို့ရာဒီချိန်အားပြည့်စုံတော့အစစ်မပြေတော့တော့နောင်ကြီးဟာကျုပ်တို့ဒီရွာမှာတညလောက်တဲချင်တာရွာခံလူကခေါင်းကိုကုတ်တယ်ဒါကတော့နည်းနည်းတော့ခက်တယ်ဗျဘာလို့ဆိုတော့ဒီတော့တွင်ခိုးဆိုလှူနိုင်သိပ်များတာဗျဒါကြောင့်ခမများတို့ညတဲမယ်ဆိုတော့တကြီးကိုပြောမှရမယ်ရွာခံလူကပြောလိုက်တော့တကြီးဆိုလည်းပြောပေးပါအောင်နောင်ကြီးဟာကျုပ်တို့ခီးဆက်ဖို့အခက်အခဲဖြစ်နေလို့ပါတကယ်လို့နောင်ကြီးတို့ရွာကိုဒီညအတွက်ကပြပေးပါဆိုရင်လေညချင်းမယူဘဲနဲ့ကပြပေးပါမယ်ဗျာဇက်ကပေးမယ်ဆိုတော့ရွာခံလူကစိတ်ဝင်စားသွားတယ်တကြီးတော့ဘလို့ရှိမှမသိပေမဲ့ကျုပ်ကတော့ခမများတို့ပွဲကပေးမယ်ဆိုလို့သဘောကျပြီဗျာကဲခမများဇက်ဖွဲ့ရကောင်းဆောင်ဆိုတော့ကျုပ်နဲ့တကြီးအိမ်စီကိုအရင်ဆုံးလိုက်ခဲ့ပေါ့ရွာခံလူရဲ့ဖိတ်ခေါ်မှုဆောင်အာတာဝတီဇက်ဖွဲ့ကောင်းဆောင်ဟာစီယိုကိုဖြေလို့ရွာထဲကိုဝင်လိုက်တော့တယ်တကြီးကောင်းချချိန်လောက်မှာအင်းတိုင်းရွာထဲကဆိုင်းတန်ထဲကပတ်ဝန်းကျင်အရရက်ကိုပြန့်နှံ့တယ်သူတို့ရွာရဲ့အနီးတစ်ဝိုက်မှာရွာစင်ကနည်းနည်းလှမ်းတယ်ဒါကြောင့်ညတွင်းချင်းစီစဉ်ပြီးတော့ကပြတဲ့အာတာဝတီပြဆက်အဖွဲ့ကိုသူတို့ရွာထဲကသာအားပေးကြရတယ်တကြီးဖြစ်သူရဲ့အိမ်ရှိတလင်းပြင်စီမှာတော့အာချင်လောက်ရတာမို့သပွဲခုံတွေကိုသာဆက်ပြီးတော့ခင်းကျင်းထားတဲ့ခုံပြစ်နဲ့နောက်ခံလိုက်ကားတွေအောင်လင်းမီးတွေနဲ့ထင်ကြီးလို့ရဲ့သူတို့အင်းတိုင်းရွာမှာကပွဲလန်းသပင်ဖြစ်တယ်ဆိုတာအတော့ရှရှာပပဒီတော့ရွာမှာရှိရဲ့ကလေးအစလူကြီးအစုံတရွာလုံးနေပါတကြီးအိမ်ရှိရတလင်းပြင်စီမှာရောက်နေကြတာဆိုင်သမားတွေကဆိုင်းကိုမြူးကြွအောင်တီးပေးနေတာကပြဖြိုဖြေမဲ့မင်းသမီးမင်းသားတို့ကတော့လိန်ချေပြင်စနေကြစေဖို့ပွဲမထွက်ကြသေးဘူးအင်းတိုင်းရွာပရိသတ်တွေကတော့ပွဲငတ်နေကြမို့မျှော်တက်လက်လက်စင်မြင့်အရှိမကားလက်ကြီးဖြေကြတယ်ပြီးတော့ဆိုင်းတန်မြမြူးကချက်ချင်းထိတ်သွားပြီးပြဆက်တဲ့ပင်စင်ရင်ကလန်းနှက်ဆိုင်ရိုတဲ့မိုးတို့ညန်းစီအာတာဝတီသိမ့်စီရံမြလှပတင်ဆန်းမျက်ပုံနှမ်းဝဲကင်းကြပါကိုအိုဝိညာဉ်ပြိုတို့ကာခုံမျိုးတူပဝရီလူပွဲထိုမြတပုံဤကိုဌာနရွှေပြည်ပကိုအာတာဝတီမှတ်မိ၏တောင်းလုံးကြော်ညီပြောကြလေသည်ခွန်းထောက်လဲမဆန်းတပောင်လဲမမီတဲ့စာချုံအောင်မြင်ကြည်ရှပြီးအစွဲအငင်အဖြတ်တော့မမှန်နဲ့ဆိုရယ်ဒီအတန်ကိုချားချိန်မှာတော့အောက်စီယာပရိသတ်တို့ခမညာကြက်သိန်းတောင်တဖြန်ဖြန်ထမိကြပါရဲ့အတန်ရဲ့အဆုံးမှာတော့အဖွင့်ဆိုင်တန်နဲ့အတူပိတ်ထားတဲ့ကလကာကြီးကတဖြည်းဖြည်းလှိမ့်တက်သွားတယ်ကလကာကြီးရဲ့နောက်ွယ်မှာတော့နှစ်ပွဲတွေမှာကနားစီးတွေဝတ်ဆင်တယ်လို့အစေရင်နဲ့လူ6ယောက်အခုကပြဖြောဖြေမှာတော့အာတာဝတီလူလင်ပြို6ယောက်ကနေပြီးတော့အာတာဝတီနတ်တိုင်းစီကိုဆိုရဲတက်ချက်နဲ့
ကပြဖြောပြေးမှာဖြစ်ပါတယ်ခမညာတင်ဆက်သူရဲ့စကားတန်ဆုံးမှာစိုင်းတန်မြမြူကထွက်ပေါ်လာတယ်ဒီခါမှာတော့စင်ပေါ်ကလူ6ယောက်ဟာရိမ့်နှွဲလိုက်တဲ့ပုံခုံလိုက်တစ်ဖြက်နဲ့ကပြတော့တာပဲစိုင်းတန်မြမြူအကရီယာထူးထူးမဟုတ်အောက်ကပရိသတ်တီမှလည်းလှမိုင်းကက်ရပြီးတော့လှလရွာလှိုင်းလန်ကကြလို့ရဲ့ဒီလိုနဲ့အာသာဝတီဆက်ဖွဲ့ဟာညက်နက်လာတာနဲ့အမျှကပြပုံတွေကပို့ပြီးတော့ထူးဆန်းလာခဲ့ကြတယ်ပြီးတော့သူတို့ရဲ့မျက်နှာထားတွေဟာပါအသက်မပါဘဲနဲ့လူသေးတွေအတိုင်းရှိကြလေရဲ့အင်းတိုင်းကပရိသတ်တွေကတော့ဒါကိုတတိထားမိကြမှာမဟုတ်ဘူး။ဘာကြောင့်ဆိုတော့သူတို့ကိုယ်တိုင်ကစင်မြင့်ပေါ်ကကပြမှုတွေမှာစီမြော်နှိမ့်ဝင်နေကြပြီးတော့တိုင်းတန်အလိုက်လူကတဖုံဖုံကတလဲရှိနေကြတယ်။ဒီလိုနဲ့မနက်လင်းအားကြီးချိန်မှာတော့အာသာဝတီစပွဲကနောက်ပိုင်းဆက်ကိုကပြဖို့ရှောက်ပြီးဒါပေမဲ့နောက်ပိုင်းဆက်ကပြဖြုတ်ဖြစ်မှုဟာပုံမှန်ဆက်တွေလိုရှိပြီးသားဗုဒ္ဓဖြစ်စဉ်တော်တို့ဘာတို့တင်ဆက်တာမဟုတ်ဘူး။သူတို့ဘာသာတီထွင်ထားတဲ့အာသာဝတီရွှေပြည်စီတို့ဆိုရဲဆက်စီမှာမင်းသားလုပ်သူကရွှေပြည်ကြီးကိုဥဆောင်တဲ့ရှင်ဘရင်ရဲ့မင်းသားကိုမိဖုရားတွေမိုးကြီးမက်ရာတွေကခြံရံထားတယ်။မင်းသားဖြစ်သူကတိုင်းပြည်အတွက်ကိစ္စအဝဝကိုသူကိုယ်တိုင်စီရင်ကင်တွယ်ပါတယ်။ဒီလိုနဲ့ဇက်ရဲ့အရှိပိုင်းမှာမင်းသားတိုင်းပြည်အရေးကိုစီရင်ကင်တွယ်ရင်းနဲ့တိုင်ခံလက်လက်ရင်သာပြီးရတယ်။ဒါမဲ့ဇက်ရဲ့နောက်ပိုင်းမှာတော့မင်းသားဟာအမတ်မထင်မှန်းနဲ့ဘသူမှခွင့်မလွတ်နိုင်တဲ့အပြစ်တစ်ခုကိုကျူးလွန်မိပါလေရော။ဒီမှာတင်ပြည်သူရဲ့စီရင်မှုအရမင်းသားကိုနေညိုချိန်တောင်ညိုတန်းမှာအာနာပကွက်သားနဲ့ကောင်းဖြတ်စီရင်စေလို့အမိန့်ချတယ်။မင်းသားအတွက်မိဖုရားတွေငိုကြတာပေါ့။မူကြီးမိတ်ရတရားစိတ်မကောင်းကြဘူး။ဒါမဲ့လေပြည်သူကိုဗဟိုပြုထားတာမို့ပြည်သူစီရင်ခွင့်နဲ့မင်းသားကိုစီရင်ရတော့တာပဲ။စီရင်ချိန်မှာမင်းသားငိုရှိုက်တဲ့အခန်းပါတယ်။သူရည်ရွယ်ပြီးတော့အမားလုပ်ခဲ့တာမဟုတ်ကြောင်းနဲ့ပြည်သူရဲ့စီရင်ခွင့်ကိုသူကျေနပ်ပါတယ်ဆိုတဲ့အကြောင်းပြီးတော့ဒီအမားအတွက်သူ့ကိုယ်သူလည်းခွင့်မလွတ်နိုင်ဘူးဆိုတာကိုငိုချင်းချလို့ပြောတာပေါ့ဒီအခန်းမှာတော့အောက်စီယာပရိသတ်တွေဟာမျက်ရည်ဖြည့်မစဲနိုင်လောက်အောင်ပဲမင်းသားရဲ့ငိုချင်းအဆုံးမှာတော့ကြီးမားတဲ့ဓာတ်ရည်ကိုကန်ဆောင်ထားတဲ့အာနာပကွက်သားဟာဓာတ်ကင်လက်နှစ်ဖက်ကိုအပေါ်စီမြောက်ပြီးတော့ငုံထားတဲ့မင်းသားရဲ့ဇက်ပိုးကိုခုတ်ချလိုက်တော့တယ်ဒီဓာတ်ခုတ်ချက်နဲ့တူအလွန်ထူးဆန်းတဲ့အဖြစ်အပျက်ကထပ်တူပါလာခဲ့တယ်ဓာတ်တော့ဓာတ်နဲ့တရုပ်ဆောင်ပြီးတော့အခုတ်ခံရသူမင်းသားရဲ့ဦးခေါင်းဟာဓာတ်ချက်ကြောင့်ကြက်သိန်းနှပွဲဒီကနေပြက်ကျသွားပြီးတော့ဓာတ်နဲ့တပြိုင်နက်တည်းကိုပဲအောက်စီယာပရိသတ်တွေကိုပါအတူတကွဇက်ကျိုးချလို့ခွေလေးကုန်ကြတာတယောက်မှမကြံဘူးစင်ပေါ်ကနေဓာတ်ချက်ကြောင့်ပြုတ်ကျလာတဲ့မင်းသားရဲ့ကောင်းပြက်ကြီးကတော့သွေးတွေဆိုနေနဲ့အောက်စီယာလဲခွေနေကြတဲ့ပရိသတ်အเจ้าကိုတပုတ်ပုတ်အတန်ပေးနဲ့ကျလာခဲ့တော့တယ်ရိုးမတော်ဤတွင်းစီမှာမိသွေးဖုတ်တတိုက်စီဟာတိုင်းအောင်တတအောက်မှာအာသာဝတီပြဆက်ဆိုတဲ့အကြောင်းကိုပြပြနေတဲ့ဘာကြီးပုံဟာသူ့စကားကိုဒီမှာတင်ပြီးတက်လိုက်တယ်။နားထောင်သူတွေကတော့မိသွေးဖုတ်လူငယ်တွေဖြစ်တဲ့လှငွေတင်ကြီးနဲ့ဘာပြူတို့တိတ်ကြောက်စရာကောင်းတာပဲဘာကြီးပုံရအဲ့နောက်ကဘာဖြစ်သွားကြလဲသက်ပြောပါဦးလှငွေကတိချင်စိတ်နဲ့ဆက်မေးတော့အဲ့နောက်ဘာဆက်ဖြစ်လဲဆိုတော့ဘာကြီးပုံကစကားကိုချက်ချက်မဆက်စိတ်မကောင်းအလွန်ဖြစ်တဲ့ဟန်နဲ့တပ်ပြင်းကိုခတ်ထန်ထန်ချလိုက်တယ်။အင်းတိုင်းရွာသူရွာသားတွေအားလုံးတေဆုံးကုန်ကြတာပေါ့။ဟာလူငယ်3ယောက်စီကအာမေတိတ်ဘလို့ဖြစ်ကြတာလဲဘာကြီးပုံရပြောရမှာတော့တကယ်အခက်ခက်ပဲကွာ။ဘာကြောင့်ဖြစ်တယ်ဘာကြောင့်မှမသိတတ်ကြဘူးတဲ့။ဒါမဲ့တေးချတာတခုကအဲ့ဒီအာသာဝတီပြဆက်တွေကြောင်းဆိုတာပဲလို့လူတိုင်းကပြောကြတယ်ကွာ။အင်းနော်ဟုတ်ပါဘာကြီးရယ်ထူးဆန်းလိုက်တာ။လှငွေနဲ့တင်ကြီးကရှေ့စစ်နောက်ဆင့်ပြောတော့ဘာဖြူကတော့အလေးနဲ့ထားတွေးနေရဘာကြီးသူတို့ကဘာတွေလဲလူတွေအကုန်သိအောင်ဘလို့များလှုပ်လိုက်တာလဲဘာဖြူအမေကိုဘာကြီးပုံသဘောကျသွားတယ်ဒါကြောင့်ဘာဖြူကိုစူးစိုက်ကြည့်လိုက်ပြီးသူတို့ကဘာဆိုတာတော့ဘာကြီးလက်အတက်မပြောတတ်ပါဘူးမောင်တို့ရာဒါမဲ့လူကြီးသူမတွေအစိုးရသူတို့ကတဆေတွေဒါမှမဟုတ်အသားစားကျူးတဲ့ဘလူးတွေဖြစ်နိုင်နေတဲ့လူတွေကိုညှို့ငင်ပြီးတော့အသက်ကိုနှုတ်သွားတာဖြစ်မှာပေါ့ကွာဒါဆိုဘာကြီးဒီအဖြစ်အပျက်ကတကယ်ဖြစ်ခဲ့တာပေါ့ဘာဖြူရဲ့အမေဘာကြီးပုံကဘာဖြူကိုကြည့်ပြီးတကယ်လားရုံတန်းလားပြောရဖို့တော့အခက်ရဲ့ဘာကြောင့်ဆိုရှေ့ကဖြစ်တာဆိုတော့ဘာကြီးလည်းမသိမမီလိုက်ဘူးလေကွာဘာကြီးတို့အဖေမေစီဟာတဆင့်ပြန်ပြီးတော့ကြားသိခဲ့ရတာပေါ့ဒါမဲ့အမေတို့ပြောတော့ကတော့သာတိဖြစ်တဲ့အထက်မြန်မာပြည်မှာအမှန်တကယ်ဖြစ်ခဲ့တာလို့သိရတာအဲ့တုန်းကဆိုရင်တော့ဒီဖြစ်ရက်ကအထက်ပမာပြည်မှာဟိုးလေးတကြော်ပဲတဲ့ဘာကြီးတို့အမေတွေလက်ထက်မှာဖြစ်တာလားဘာပြူကပဲမေးပြန်တယ်
အခုလိုပဲညဘက်တီမှာဆိုရင်မိသွေးတင်းရလူငယ်3ယောက်ကဘာကြီးပုံစီမှာစုဝေးပြီးတော့တက်ကြီးစကားတက်ငယ်ကြားနာခံလေးရှိကြတယ်ဒီလိုအချိန်တိုင်းမှာလေဘာဖြူကပင်တိုင်းအမေသမားလငွေနဲ့တင်ကြီးကတော့နားထောင်သမားသက်သက်ဘာကြီးရဲ့အဖေအမေတို့ခင်မှာဖြစ်ခဲ့တာလည်းမဟုတ်ဘူးအတိအကျမသိတော့လေရှေးဘရင်တွေလက်ထက်ရဲ့လို့ယူဆကြပေါ့ကွယ်လူငယ်3ယောက်နာခံကောင်းညင်ကြတယ်တကောင်းဝိုင်းကခဏတိတ်ဆိတ်သွားခဲ့တယ်ဘာကြီးပေါ်ကရင်သွေးကြံကိုတပြည့်ပြည့်တောက်နေတာလှငွေနဲ့တင်ကြီးကအညောင်းညာဆန့်ကြတယ်ဒီနေ့ကောင်ထင်းခုတ်ပါခုတ်ဆိုတော့ညောင်းညာတာပေါ့ဘာဖြူကတော့သူ့အကျင့်တိုင်းအလေးနဲ့တွေးနေရင်ဘိုင်းပုံဟေးအာသာဝတီပြဆက်ကားတွေအဲ့ညမှာအင်းတိုင်းရွာလူတွေအကောင်လုံးတေကုန်တာဆိုတော့အခုဘာကြီးပြောပြသလိုမျိုးဒီလိုဖြစ်ပျက်ကအင်းတိုင်းရွာမှာဖြစ်သွားတယ်ဆိုတာကိုတခြားဘသူကဘလို့ဖြစ်ပြီးတော့တိလို့ပြောကြလေဘာဖြူကထပ်ပြီးတော့ဘာကြီးပုံကပြုံးလို့ခေါင်းတက်ဆက်ဆက်ညိတ်ပြီးဘာကြီးလေးငယ်တုန်းကအမေတို့မင်းလို့ပဲမေးခဲ့ပူတယ်ဘာဖြူရဒီလိုကွာအဲ့ညမှာအင်းတိုင်းရွာမှာရှိရဲ့ဘုန်းကြီးကျောင်းကတန်ဃာတွေကပွဲကိုလာမကြည့်ကြအောင်လေကွာဒီတော့တန်ဃာတွေကမနဲ့လင်းလို့သွန်းခန့်ကြွချိန်မှာရွာထဲကလူတွေတရားမှရှိမနေတော့ပဲနဲ့တက်ကြီးအိမ်ရှိကတလင်းထဲမှာရွာသူရွာသားတွေအပေါင်လိုက်တည်နေတာမြင်ကြတယ်တဲ့ဒါဆိုဇက်ကတဲ့သူတွေပါတိတ်ကုန်တာလားဗျသက်သမားတွေကိုတော့မမြင်မိဘူးတဲ့မောင်ဖဖြူရပစ္စည်းတွေရောဘာမှမကြံခဲ့တာတွေမောင်တို့ရေတလင်းထဲမှာအင်းတိုင်းရွာသူရွာသားတွေရဲ့အလောင်းတွေကလွှဲပြီးတော့ဘာဆိုဘာမှကိုရှိမနေတော့ဘူးတဲ့မောင်ဖဖြူမေးတယ်လို့အဲ့ဒီညမှာဖြစ်ခဲ့တဲ့အဖြစ်ပြက်အလုံးစုံကိုဘယ်လိုသိရလဲဆိုတာတော့ဘာကြီးပုံကစကားကိုခဏနားလိုက်တယ်ပြီးတော့မှစိုင်းတန်နေကြားမိတော့ဖုံးချောင်းစီကနေမောင်ချောင်းသားလေးတယောက်ကခိုးထွက်ပြီးတော့တလင်းပြင်းနေမဝင်မနဲ့ခက်လက်လက်နေခိုးကြည့်ခဲ့တယ်တဲ့သူကပဲဖြစ်ပြက်အဆဆုံးကိုမြင်ခဲ့တာပေါ့ဇက်ကနေတဲ့လူတွေထဲကအာနာပကွက်သားရမင်းသားရဲ့ကောင်းကိုဖြတ်လိုက်ချိန်မှာဝဲကြည့်နေတဲ့လူတွေအကုန်လဲကြပြီးတော့စင်မြင့်စီကနေမင်းသားရဲ့ကောင်းပြက်ကြီးပြုတ်ကြတဲ့အထိသူမြင်ခဲ့တယ်တဲ့နောက်တော့သူလည်းကြောက်စိတ်ကြောင်ထပြေးမိရနဲ့ဘာတွေဆက်ဖြစ်တယ်ဆိုတော့မသိတော့ဘူးတဲ့လေမနေ့ကမှရွာထဲကအလောင်းတွေကိစ္စကိုသိပြီးတော့သူကပြောပြတာမောင်ဖဖြူမိခွန်းကိုဖြေရမယ်ဆိုတော့အာသာဝတီပြဆက်အကြောင်းကိုဒီမောင်ចောင်းသားလေးကပဲပြန်ပြောပြခဲ့တာပေါ့ကွယ်လူငယ်3ယောက်တက်ကြီးစကားတက်ငယ်ကြားပြီးမှနာခိုင်းနဲ့ကောင်းကိုပြန်တူညှိလိုက်ကြတယ်ဘာဖြူလဲမာကြီးပုံရဲ့အဖြစ်အတွက်စိတ်ကျေနပ်သွားတယ်ဆက်ပြောရရင်တော့အဲ့ဒီဖုန်းចောင်းသားလေးကလည်းတက်ဆိုးမရှိခဲ့ဘူးတဲ့ဟမ်ဘလို့ဖြစ်တာလဲဘာကြီးလူငယ်3ယောက်အံ့အားသင့်ကုန်ကြတယ်အဲ့ဒီမောင်ចောင်းသားလေးကအဖြစ်ပြက်ပြီးတပတ်လောက်ကြာမှာညပတ်ကြီးအိမ်နေရနေငယ်တန်းပောင်ဝူဝဝါထအော်ဟစ်ပြီးတော့တိတ်သွားတယ်တဲ့ဟာဖြစ်မှဖြစ်ရလေဘာကြီးဟာသူ့ကိုလည်းလာတတ်သွားတာပဲနေမယ်နော်အင်းပေါ့အဲ့ဒီနောက်ပိုင်းမှာတော့အင်းတိုင်းရွာတကြီးဟာညပတ်တေးဆိုရင်အော်တန်နှိပ်တွေကြားပြီးတော့နောက်ပိုင်းဘသူမှမနေရတော့လို့ရွာပြက်သွားခဲ့ရတာပေါ့ကြောက်စရာပဲဘာကြီးဟာအေးဟုတ်တယ်တိတ်ကြောက်စရာကောင်းတာကွလှငွေရဲ့အပြောကိုဘာကြီးပုံကအလိုက်ထိုက်ဖြစ်တယ်လူငယ်3ယောက်အတွေးကိုစီနဲ့နှုတ်ဆိတ်သွားကြပြီဘာကြီးပုံကလည်းစကားတွေအများကြီးပြောခဲ့ရတာမို့အားချရပြီဖြစ်တဲ့အတွက်အေးဆက်နေပြီဖြစ်တဲ့ရင်နှွေးချမ်းကိုသွန်ပြီးအသစ်ဖြစ်ပြီးတော့တောက်တယ်ပြီးတော့ကောင်းကင်ကိုတစ်ချက်မော့ကြည့်ပြီးညင်လဲနှက်ကြရောပေါ့ကွယ်ကဲမောင်တို့ကြီးအိတ်ကြတော့မနေ့ကျရင်မင်းတို့တွေလည်းထင်းခုတ်ကြအောင်မလားဟုတ်ကဲ့ဘာကြီးပုံရဲ့စကားကြောင့်လူငယ်တွေထိုင်အားထားလိုက်ကြပြီးနှုတ်ဆက်လို့သူတို့တဲစီကိုထွက်သွားကြတယ်ဘာကြီးပုံကတော့လူငယ်တွေရဲ့ကြောပြင်ကိုကြည့်နေစိတ်ဆင်ဟာအတိတ်တွေစီကိုလွှင့်ပြန်လို့ရဲ့မနဲ့လင်းတော့လှငွေတို့3ယောက်မိသွေးအတွက်ထင်းခုတ်ကြရင်ညာတော့ကဘာကြီးပုံပြောပြတဲ့အာသာဝတီပြဆက်အကြောင်းကိုသမြုပ်ပြန်ပြောနေကြပြန်တယ်လှငွေတို့မင်းတို့အာသာဝတီပြဆက်အကြောင်းဘလို့မြင်လဲကြောက်စရာကောင်းတယ်လို့တော့ငါတော့မြင်နေကွာဘာဖြူရဲ့အမေလှငွေရဲ့အဖေဟုတ်တယ်ငါလည်းအဲ့လိုပဲမြင်နေတကယ်ကြောက်စရာကောင်းနေကွာတင်းကလည်းလှငွေစကားကိုဖြည့်သွက်ပြီးတော့ဖြည့်တယ်ဘာဖြူကငါတို့မင်းတို့လိုပဲကြောက်စရာကောင်းတယ်လို့ထင်တယ်ဒါမဲ့ဘိုင်းပုံပြောသလိုတကယ်ဖြစ်ခဲ့မယ်လို့တော့မထင်ဘူးတယောက်ယောက်ကပုံပြင်ဖြစ်ကြံစပြောခဲ့တာလို့ထင်တယ်မသိပါဘူးဘာဖြူကမင်းကသာအဲ့လိုတွေးပေမဲ့ငါတော့တကယ်ကြောက်မိတာကွာအပြင်မှာသာငါတို့တွေတကယ်ကြုံလာရရင်ဆိုပြီးတော့တွေးမိတော့လာမယ့်ရွှေတောင်ရုပ်ဖျားပွဲကြတော့ကပြတ်လာမယ့်ဇပွဲတောင်မကြည့်ရတော့ကွာလှငွေရဲ့အပြောကြောင့်တင်းနဲ့ပဖြူရရှိတယ်ပြီးတော့တင်းကြီးကငါလည်းမကြောက်ဘူးမဟုတ်ဘူး
ကြောက်တယ်ဒါမဲ့အဲ့လောက်ကြီးတော့မဟုတ်ပါဘူးကွာဘာဖြူကတော့ဘာမှမပြောရီတော့ရီနေတာရီနေရင်ဟာသူခုတ်ထားတဲ့ထမ်းပင်ကိုကိုင်းဖြတ်နေလေရဲ့ဘာဖြူဟေးမင်းကငါတို့ကိုကြာစကားစပေးပြီးတော့အခုကြာမင်းကဘာမှမပြောတော့ပါလားငါမင်းတို့ပြောတာနားထောင်နေတွေးနေတာကွာအမေတွေးနေပြန်ပြီလားအေးနော်တွေးပြီးတော့ငါတို့လည်းမေးခွန်းလာမထုတ်နဲ့အချင်းချင်းအချောင်းသီးတွေမဟုတ်လို့ကျင်းကြီးဟာကြိုတားတာလှငွေရလဲဟုတ်တယ်မောင်ငါတို့ကတော့အစကတည်းကနားပဲထောင်တတ်တာမင်းမေးလိုက်တော့ပြန်မဖြေတတ်ဘူးဟဲ့တငယ်ချင်းနှစ်ယောက်ရဲ့စကားကြောင့်ဘာဖြူသဘောကျပြီးတဟဟနဲ့ရှီမောလိုက်မိတယ်တင်ကြီးကတကယ်ပါဘာဖြူရမင်းဆိုတာလေဘယ်ဘဝအမေးထုခဲ့တယ်မသိတတ်ဘူးဟာမင်းတို့ကလည်းငါအဲ့လောက်လည်းမဟုတ်ပါဘူးကွာဘာဖြူရရေးနဲ့ပြောတော့လှငွေရလဲမင်းဟာသာမဟုတ်နေငါရောတင်ကြီးရောကမင်းကိုအဲ့လိုထင်တာကွာတကယ်လဲမင်းကမေးခွန်းနဲ့အများကြီးမေးတတ်တာ哦လှငွေရဲ့စကားဆုံးဘာဖြူကခုတ်ပြီးသားထင်းချောင်းကိုထင်းပေါ်စီလှမ်းပစ်လိုက်ပြီးဒါကတော့မင်းတို့ထင်လေကွာတကယ်တော့ငါတွေးမိတဲ့ထဲမှာလှစ်ဟာနေရဲ့လို့ထင်ထာမေးတတ်တာငယ်ချင်းညာတော့ကအာသာဝတီပြဆက်မှာလေလှစ်ဟာမှုတွေကအများကြီးဒါကငါအမြင်လို့မေးပေမဲ့ဘာကြီးပုံဖြေတော့တကယ်ကိုစိတ်ဆက်တာကွာအဲ့တော့တကယ်ဖြစ်ခဲ့တာလို့တတိချထင်ခဲ့မိတာဒါမဲ့အိတ်ကနီးမှအသေးချာပြန်တွေးကြည့်မိပြန်တော့ဒီဖြစ်ပျက်ကထူဆန်းလွန်းတာမလို့တကယ်ဖြစ်တာလားမဖြစ်တာလားဝေခွဲရခက်လာပြန်ရောဟာလုံလာပြန်ပြီကွာငဖြူရမင်းကဘာပြောချင်တာတော့အေးလေငါကလည်းမင်းပြောတာနားမလဲဘူးတင်းနဲ့လက်ငွေတော့ပြောတော့ဘာဖြူကလည်းမဖြစ်နိုင်တာကြီးတွေဖြစ်ခဲ့တာမလို့ထူးဆန်းလွန်းတယ်လို့ငါတွေးမိတာကွာဒါမဲ့မဖြစ်နိုင်ဘူးလို့လည်းယူဆမိတယ်ဘာဖြူကသူ့တွေးထင်တယ်လို့ပြောပြတော့ဒါမဲ့တင်းနဲ့လက်ငွေတော့နားမလဲဘူးဒါကြောင့်နေရောက်သားကောင်းကိုတွင်ကုတ်ကြပြီးတော့ငါတို့တော့နားမလဲတော့ဘာဖြူရတင်းရဲ့စကားလက်ငွေရလဲအေးကွာမင်းဘာသာဘာပဲတွေးချင်တာသာတွေးတော့ငါတော့ကြောက်တာပဲသိရဲ့ကွာအေးတွေးမယ်မင်းတော့မတွေးခိုင်းလဲငါတော့တွေးမှာပဲအေးတွေးတငယ်ချင်းသုံးယောက်အငင်းခုန်ပြောကြတော့နောက်တော့တခြားအကြောင်းအရာတွေပြောကြပြန်တယ်ဒီလိုစကားပြောနေထင်းခုတ်ချရင်ကနေသတ်မှတ်ထားတဲ့ထင်းရည်အတွက်ကိုဖြည့်ခဲ့ကြပြီမို့နားကြရပြီဒီနောက်တော့ထင်းနေကိုလှဲတွေနဲ့လှတဲ့တဲ့အခါအဆင်ပြေစေဖို့တနေရာထဲမှာစုပုံထားလိုက်ကြပြီးတော့အဲ့ဒီအနားမှာပဲထိုင်ချလို့ခဏတာအမောပြေကြတယ်အတန်ကြာလို့အမောပြေတော့မှတငယ်ချင်းသုံးယောက်တဲရီစီကိုပြန်ခဲ့ကြတယ်ငှက်ခတ်သမားတို့မိသွေးတဲတိုက်စီကိုငှက်တွေလာရောက်ကြတယ်ရေစစ်စလီရေပဲတောကျက်ရစ်စတဲ့ငှက်ຫນွေဝင်ကောင်းနေလဲပါတယ်လာရောက်သူကအမွှာညီကိုနှစ်ယောက်တရမီရွာလို့သိကြတယ်နာမည်ကကိုထူးကိုဦးတဲ့ဒူပုံတွေကခင်မမဲနေတတ်တဲ့သူတွေပါတဲတိုက်စီကိုရရောက်ချင်းမှပဲမိသွေးသမားတွေနဲ့ချက်ချင်းအသားကျခင်မင်သွားခဲ့ပြီးအထူးသဖြင့်ခင်မင်ခဲ့မိကြတာလူငယ်တွေဖြစ်ကြတဲ့တင်ကြီးလှငွေဘာဖြူတို့နဲ့ပိုခင်မင်သွားကြတယ်ကိုဦးခမည်းတော်ငှက်တွေကိုအခုလိုမိအောင်ဘလို့များရှာဖမ်းကြလဲဗျာအမြဲတမ်းအမေးမြန်းထူသူဘာဖြူကမေးတော့အမှန်တော့ဘာဖြူတင်မကလူငယ်တွေဖြစ်ကြတဲ့တင်ကြီးရောလှငွေပါကိုဦးတို့ညီကိုရလာတဲ့ငှက်တွေကိုကြည့်ပြီးသဘောတွေကျနေကြတာကျွမ်းကျင်ရလိမ္မာပေါ့ဘာဖြူရအခုမင်းတို့ကမိသွေးဖုတ်တာမှကျွမ်းကျင်တယ်လို့ငါတို့ကငှက်ခက်ရမှာကျွမ်းကျင်တာပေါ့ဟုတ်တယ်လို့တော့ရှိတာဘာဖြူကသူ့ကျင်တိုင်းပြောတော့တင်ကြီးနဲ့လှငွေကဘာဖြူဆက်မေးတော့မယ်ဆိုတာသိရောပြုံးနေကြတယ်ဒါမဲ့အခုအကိုတို့ရလာတဲ့ငှက်တွေကအမျိုးစုံပြီးတော့အကောင်ကြီးတွေကြီးပဲဒါကိုကြတော့ဘလို့ရှာပြီးတော့ဘလို့ဖမ်းခဲ့ရလဲဒါကကြတော့ငှက်ကွင်းနဲ့ဆိုင်သွားပြီငှက်ကွင်းဆိုတာငှက်တွေအစာရေးစားရှာတတ်တဲ့နေရာပြောတာကွကိုထူးကဝင်ပြောပြတော့ဒါမဲ့မေးမြန်းသူကဘာဖြူလေအမြဲလိုအမေးထုတတ်တဲ့သူပဲကိုအေးလေကိုထူးရငှက်ကွင်းကိုဘလို့ရှာလဲလို့ငှက်ကွင်းရှာရတာကြတော့ပညာသားပါတယ်ပြောရမယ်ငါတို့လည်းငှက်ကွင်းသိမ့်မရှာတတ်သေးဘူးဒါမဲ့ငါတို့တရမီရွာမှာမုတ်ဆိုးကြီးမုံခေါင်းဆိုတာရှိရဲ့သူကတပွဲစားအစ်စ်မောက်ကွာငါတို့ဘာသာငှက်ကွင်းရှာမရရင်သူ့ကိုသွားမေးရတယ်ကွအော်အကိုဒါနဲ့တပွဲစားဆိုတာရောဘာဖြူကအာမနာစတန်ထပ်မေးပြန်တယ်ကိုဦးကိုထူးတို့ညီကိုကအမေးမြန်းထူလာတဲ့ဘာဖြူကြောင့်တယောက်မျက်နှာတယောက်ကြည့်ကုန်ကြပြီတပွဲစားဆိုတာတော့ကွာသူကအတတ်ပညာတစ်ခုမှညံမမီနိုင်တဲ့အရာတွေစီအထိလှုပ်ဆောင်နိုင်သူဆိုတာပဲ
သူတို့အားလုံးရဲ့အနောက်ပါးစီကရောက်ရှိလာတဲ့ပါကြီးပုံဟောပါကြီးပုံလာလာလူငယ်တွေကနေရာရွှေ့ပြီးတော့ပါကြီးပုံထိုင်ဖို့နေရာပေးကြတယ်ပါကြီးပုံကဝင်ထိုင်လိုက်ပြီးမောင်တို့ကငှက်တွေတဲပြီးတော့အမျိုးလဲဆုံးအရွယ်လဲဆုံးမလားချင်းနေစီကငှက်တွေကိုကြည့်ပြီးတော့ပါကြီးပုံကပြောလာတယ်တညအိတ်နဲ့ရဲ့စောင့်ဖမ်းရတဲ့အကောင်တွေပါပါကြီးကဒိုးငငယ်တုန်းကတော့အညာဘက်မှာနေတဲ့အတွက်စာကလေးဖမ်းတာတို့ဂျိုးရိုက်တာတို့တောင်မှတတိယမိတယ်ကွာဘလို့ရိုက်တာလဲပါကြီးကဒီတခါတော့ထူးထူးဆန်းဆန်းဒီလိုကွဒိုးနယ်ဘက်မှာငှက်တွေအိတ်တန်းဝင်တဲ့ပင်ကိုငှက်အိတ်ပင်လို့ခေါ်တယ်အဲ့ဒီငှက်အိတ်ပင်မျိုးကိုနေဘက်မှာကတည်းကငှက်ချေးကြည့်တနီးနာပြီးတော့ညဘက်မှာပိုက်ကွန်တက်ထားတဲ့ဝါနှလုံးနဲ့တစ်ဘက်ကကပြီးတော့ကြံတစ်ဘက်ကရိုက်ချလွတ်ရတာမျိုးအဲ့လိုရိုက်တော့ငှက်တရားဆန့်ကျင်ဘက်တစ်ဘက်ကပိုက်ရှိရအောင်ပြန်တယ်ပိုက်ကိုတိုးပြီးတော့အမိခံကြရတယ်ပေါ့ကွာဘိုင်းပုံကသူတို့ငယ်စဉ်စာတိရဝုံကငှက်ရိုက်နည်းကိုပြောပြတယ်ဒါအောင်နားထောင်ပြီးတော့ကိုထူးကကျုပ်တို့လည်းအဲ့နီကိုသုံးတာဘိုင်းပုံရကျုပ်တို့ကတော့ပိုက်တန်းနေပေါ့ဒါမဲ့အခုရလာတဲ့ငှက်တွေကြတော့အဲ့လိုမရဘူးရဲ့သူတို့ကြနင်းကိုင်းတို့ဝင်းဒိုးတို့ထောင်ရင်ထောင်မထောင်ရင်ပြောင်းမဝတာမျိုးဘာကြီးပုံကငှက်တွေကိုကြည့်ရဲ့တချို့ဟာခြေထောက်နေရတချို့ဟာလဲပင်နေရမှာတန်ဟာအသေးစားလေးတွေတွေ့ရပါရဲ့ဘာပဲဖြစ်ဖြစ်ဒီလောက်ငှက်တွေအများကြီးရတာမောင်တို့တော်တယ်ပြောရမှာပဲကျုပ်တို့ကြီးတော်တယ်လည်းမဟုတ်ပါဘာကြီးပုံရဒီကဲတော့ခုနပြောတဲ့မုတ်ဆိုးကြီးမုံခေါင်ကြောင့်လဲပါပါတယ်ဗျမောင်တို့ပြောတဲ့တပွဲစားစွာလားဟုတ်တယ်ဘာကြီးကသူကမြေပြန့်ဖွာကချင်ကြီးတရားဗျငယ်ကလေးကမုတ်ဆိုးအတက်ပညာအတွက်ကိုတပတ်ကန်ခတ်နေရဗျကျုပ်တို့ဆိုငှက်ကွင်းပြောက်တဲ့ခါသူ့စီကိုပြေးမေးကြတာပေါ့သူကဘဲရက်မှာဘဲကွင်းကိုသွားဘာငှက်တွေကြလိမ့်မယ်အဲ့လိုဆိုတာအခုငှက်တွေကလည်းသူပြောတဲ့ကွင်းကနေရလာတာဗျကိုထူးကပြောပြတော့ဘာကြီးပုံကကိုဦးပြောတာကိုစိတ်ဝင်တစားနားထောင်ပြီးစိတ်ဝင်စားစရာတော့ကောင်းသားပဲနော်ဟုတ်တယ်ဘာကြီးပုံရေမုတ်ဆိုးကြီးမုံခေါင်အချောင်ပြပြရရင်တော့ထူးဆန်းမှုတွေနဲ့ကုန်မယ်မထင်ပါဘူးဗျာကြားတော့ကြားချင်မိသားပဲကွယ်ကျုပ်တို့လည်းပြောပြချက်နေရဗျမုတ်ဆိုးကြီးနဲ့အချောင်းကိုသာပြောရမယ်ဆိုတော့ထမင်းမေဟင်းမေပဲဗျာကဲဒါဖြင့်တဝက်လောက်လောက်ပါအောင်ဒါနဲ့မုတ်ဆိုးကြီးမုံခေါင်ကအသက်ဘယ်လောက်ရှိပြီလဲအသက်ကတိတ်မကြီးသေးဘူးဘာကြီးပုံရေရှိလာမှ40တန်းမို့40ငယ်သေးတာပဲဘာကြီးဖြစ်တော့မသိပါဗျာဘာကြီးတို့နဲ့တန်းတူအသက်60 80လောက်ကိုထိမိထားတာကွဘယ်ရတာဘာကြီးပုံရအသက်က40လောက်အိမ်တော်မရှိတကိုယ်တဲ့လူပြိုကြီးဒါမဲ့တော့မကြခင်မှာစော်တော့မှာဗျဘလို့ကြောင့်လဲကွဘလို့ကြောင့်ရမလဲဘာကြီးပုံရသူခမအသက်ကြီးမှဝက်သက်ပေါက်ဆိုသလိုညညိုဆိုတဲ့တရားသူလုံမေချောနဲ့အကြောင်းဆက်နေရဲ့ဗျာကိုထူးရဲ့ပြောကြောင့်လူငယ်တွေပြုံးမိကြသလိုဘာကြီးပုံလည်းမနေနိုင်ပြုံးဆက်ဆဘာကြီးကမင်းတို့ပြောတာမှသဘောကျမိပြီးတော့မုတ်ဆိုးကြီးမုံခေါင်တောင်မြင်ချင်လာမိပြီကွယ်ကျုပ်တို့နဲ့သာတရမီကိုအလဲလိုက်ခဲ့ဘာကြီးမြင်ရမယ်ဆိုတာထက်မြင်ကိုမြင်ရမယ်ဘာကြီးမြင်ရမယ်ဗျကိုဦးကိုထူးတို့ဆိုတာဟာထုံးစံတိုင်းမုတ်ဆိုးကြီးမုံခေါင်အကြောင်းသာပြောရမယ်ဆိုရင်မဆိုင်ရဝခတ်မှန်းထမင်းလဲမိတ်ဟင်းလဲမိတ်အမလီကွယ်လိုက်တော့မလိုက်ပြစီနဲ့ဘာကြီးတို့ဖြင့်ဒီမှာမီးသွေးလောက်ရအောင်မယ်လေအားတဲ့အချိန်သာလိုက်ခဲ့ပါဘာကြီးဟာအေးပါကွာအေးပါဒီနေ့မီးသွေးသိမ့်တော့လားလေပါမယ်ကွာဘာကြီးပုံကကတိပြုတယ်အဲ့နောက်တော့ကိုထူးကိုဦးတို့လည်းရောင်းသက်နာရောင်းပြီးတော့မီးသွေးတဲစီကထွက်လို့အခြားရက်ကိုဆက်ရောင်းဖို့ထွက်ခဲ့ကြတယ်တပန်းတွန်းရွာအရေးမြညိုတရားမနက်အစောချိန်အရေးငယ်ဆုံးတော့အင်ရှိကနေလမ်းပြီးတော့အော်ခေါ်တာခေါ်တန်ပြုတ်ပြီးတော့မကြောက်ဘူးအိမ်တကာဖွင့်တန်တဲ့တူအရေးငယ်ဆုံးတယောက်ထွက်ခဲ့တယ်မြညိုမြက်တော့အရေးငယ်ဆုံးအောက်ကိုဆန်းလာပြီးတော့တကားဖွင့်ပေးတယ်ရွာရီမှာစီယိုခတ်တယ်ဆိုတာမရှိမဟုတ်ရှိပေမဲ့လေရှာရှာပပရေလို့ပြောရမယ်အလွယ်အားဖြင့်ဘယ်ပင်ဘယ်အမတ်သားသူ့ချံငါးချင်ရဲ့လို့ပဲသတ်မှတ်ကြတာဒါမဲ့အရေးငယ်ဆောင်ကတော့သူတကာနဲ့ရောတွေ့ပြီးတော့မနေချင်ဒါကြောင့်သူ့ချံပတ်ချလေးစီယိုခတ်တယ်တကားအပိတ်ပါတတ်တယ်ပြီးတော့ချက်နေစီမှာသီးပင်စားပင်တွေဝေစားနေအောင်စိုက်တယ်ကြက်တွေပါတွေမွေးမြူတာတော့အရေးငယ်ဆုံးမလုပ်ဘူးသူတစ်ပါးချံကြက်တွေပါတွေကျူးလာရင်အရေးငယ်ဆုံးကမကြိုက်ဘူးဒီလိုမျိုးစိုက်ခင်းဖြစ်စေဖို့အတွက်အများကြီးကြိုးကုပ်ထားတာဒီလိုအပင်တွေစိုက်ချလို့ကြက်တွေရက်မှာဆိုတဲ့အတွက်သူကိုယ်တိုင်နောင်ကြက်မမွေးပဲနဲ့လေအသေးချာခတ်ထားတာရဲ့လို့အရေးငယ်ဆုံးပြောဘူးတယ်အရေးငယ်ဆုံးအနောက်ကနေအိမ်ဘက်ကိုမြညိုလိုက်ခဲ့တယ်
အိမ်အောင်စီကိုရောက်တော့အကြီးငယ်ဆောင်ကတန်းရမှဝင်ထိုင်လိုက်ပြီးမဲမြညိုဂျွန်ကပလိုင်းတွေပါတွေလွယ်လို့ဆိုတော့ဟိုးဘက်6နှစ်ဖူးကမြေပဲခင်းတွေမှာကောက်တင်းသွားမယ်ထင်ပါရဲ့အကြီးငယ်ဆောင်ပြောတော့ဟုတ်တယ်အကြီးရဲ့6နှစ်ပေမကြီး3ပင်နာဥညီပူအခင်းကမနေ့ကမှနှုတ်ပြီးသွားတာအဲ့ဒါမနက်ကိုအစောပဲကောက်တင်းသွားကောက်မလို့ညညိုကစကားကိုစက်ပြောရခက်နေဟန်နဲ့တန့်လိုက်တယ်ဒါနဲ့စာပြီးကိုလာခေါ်တာလားအဟိဟုတ်တယ်အကြီးကျုပ်မပြောရဲလို့တော့ညညိုစကားဆုံးအကြီးဆုံးစီကမျက်စောင်းတစ်ချက်တိုင်းကနေရောက်တယ်မဟုတ်တာသွားလောက်တာမှမဟုတ်တာအေးညီကကျုပ်ကိုမပြောရဲရှိသေးဟဲ့အဲ့လိုတော့လည်းမဟုတ်ပါအကြီးရဲ့ဟုတ်လေမမစာပြီးကအကြီးကိုမပြောရဲဘူးဆိုလို့ညညိုကလည်းပြောရခက်နေရရဲ့ကဲဟုတ်ပါပြီသွားမယ်ဆိုလဲသွားကြပေါ့နေတော့မမြင့်စေနဲ့ဒေါ်တို့ပြန်လာရင်ကျုပ်လည်းသွားစရာရှိရဲ့တော့အော်ဟုတ်ကဲ့အကြီးညညိုဝမ်းသာသွားတယ်စာပြီးကခုလိုအပြင်ထွက်ဖို့ဆိုတာခက်ရဲ့ကြွားဟိုနာတီနာဈေးဝယ်သွားတာလောက်ပဲအပြင်ထွက်တာရဲ့ပြီးတော့ညညိုနဲ့ခုလိုမျိုးတကားမှလည်းတူမသွားဘူးဒီတခါတော့မနေ့တုန်းကစာပြီးနဲ့ဈေးဝယ်နဲ့တွေ့မှာညညိုကမြေပဲကောက်သိန်းကောက်မယ်အကြောင်းပြောတော့စာပြီးကသူမှလည်းလိုက်ချင်ကြောင်းပြောလေရဲ့ဒါမဲ့အကြီးငယ်ဆောင်တော့နှစ်ယောက်စလုံးကမပြောရဲကြဘူးစာပြီးကတော့ပိုဆိုးတာပေါ့ဒီတော့ညညိုကကြိုမပြောဘဲနဲ့မနဲ့အစောမှအခုလိုလာခေါ်ရတာဒါမဲ့အကြီးငယ်ဆောင်ကသူတို့ကြောက်နေတဲ့လောက်ကြီးမဟုတ်ပါဘူးသဘောကောင်းတဲ့နေရာတော့ကောင်းတတ်တာပဲအခုအကြီးငယ်ဆောင်ကကြည်ပြူတော့ညညိုပျော်သွားတာပေါ့ဒါကိုအိမ်ပေါ်ကနေတိတ်တိတ်စိတ်နားထောင်နေရဲ့စားပြီးလေချားမိပြီးတော့ပြောရလေရဲ့မမစားပြီးရေအကြီးကခွင့်ပြုတယ်တော့ကျုပ်တို့သွားကြစို့ညညိုကအတန်ဆဆာနဲ့អော်တယ်အေးလာပြီညညိုရေစားပြီးကလည်းတုံ့ပြန်တန်ပြူနေဆန်းလာတော့အကြီးငယ်ဆောင်ကမျက်စောင်းခဲ့ပြီးစားပြီးနော်ညီကကြိုပြင်ဆင်ပြီးသားတော့ဖြစ်နေပေါ့အကြီးငယ်စကားကြောင့်စားပြီးကလည်းမဟုတ်ပါဘူးအကြီးရဲ့စားပြီးကရှက်ပြုံးနဲ့ဖြင်းဆန်းလာခဲ့တယ်ညညိုအနားကိုစားပြီးရောက်လာတော့နှစ်ယောက်စလုံးအကြီးငယ်ဆောင်ကခဲခက်ကြည့်လိုက်ပြီးဒါနဲ့ညီတို့ပုံစံကြည့်ရတာသိပ်ပျော်နေသလိုပဲညီတို့မြေပဲကောက်တင်သွားကောက်မအောင်ဟုတ်ရဲ့လားစားပြီးကပြက်မဖြေညညိုကြည့်ရင်ဒီတော့ညညိုကကောက်တင်ကောက်မှာပေါ့အကြီးရဲ့မကြခင်ရွှေတောင်ဥဖျားပွဲကစတော့မှလေအဲ့မှာကျုပ်တို့အတုံးလေးရချင်လို့ပါတော့အကြီးငယ်ဆုံးဘာမှမပြောရွှေတောင်ရုပ်ဖျားပွဲဆိုတာနေ့စဉ်တပေါင်းလားအစထဲမှာကျင်းပတာဒီပွဲကသူတို့နေတဲ့ကြောမှာတော့အကြီးမဆုံးပဲဖျားပွဲကဘလောက်ထိစီကားလဲဆိုသက်ကြီးဆက်သေးတင်30လောက်ဝင်ကြတာဈေးတယ်တွေရောင်းချတဲ့ပွဲခင်းစွာလေရွာ3ရွာလောက်မကကျဲဝန်းလေရဲ့စီဆိုရွှေတောင်ရုပ်ဖျားပွဲဆိုရိုးမပတ်ချလဲရရွာတွေအကုန်လာကြတာအချို့ဆိုလဲတဲ့တွေနဲ့လာကြတာဒါကြောင့်နေ့စဉ်နေ့တိုင်းရိုးမအခြေပြုတဲ့တရက်ခုံတဖန်တော်တရမီကြားပြက်စရရွာတွေကလူသူတွေဟာ2လလောက်ကြိုတင်ပြီးတော့ပွဲခင်းတိုးဖို့ပြင်ဆင်တတ်ကြတယ်ငယ်ဆောင်တို့ငငယ်တုန်းကလည်းဒီလိုပဲညညိုရဲ့အမေနဲ့တူဖျားပွဲကိုမျောလင့်စောင့်ဆိုင်နဲ့ပြင်ဆင်တတ်ကြတာပေါ့ပြီးတော့ဒီဖျားပွဲစီးရပဲရှစ်ကျိုးသွဲအချောင်းပါခဲ့ကြသူတွေသူတို့နေမှာလက်ညှိုးထိုးမလွယ်ညညိုအမေနဲ့အဖေတို့ကလည်းဒီဖျားပွဲစီမှာပဲမျက်မှန်တက်မိခဲ့ချစ်ကျိုးတွေတွေ့ခဲ့မိကြတာအကြီးဘာတွေတွေးသွားလဲရွှေတောင်ရုပ်ဖျားပွဲဆိုလို့အကြီးလေးရဲ့ငငယ်ကချစ်သူတတိယသွားလားညညိုကအကြီးငယ်ရဲ့ပုံစံကိုကြည့်နေစနှောက်လိုက်တယ်မေညညိုညီကျုပ်ကိုဘလို့ပြောတယ်တော့မသိဘူးလေအကြီးလေးကရွှေတောင်ရုပ်ဖျားပွဲအကြောင်းပြောလိုက်တာနဲ့အကြည့်တွေကကြည်ကြည်နူးနူးကြီးဖြစ်ပြီးတော့ငင်းငိုင်သွားတာပြီးတော့မျက်နှာရပြုံးနေရလေအဲ့တော့ကျုပ်ကတွေးမိတာပေါ့တော့ကဲတော်ပြီမေညညိုညီကိုကျုပ်အရှုံးပေးပါတယ်တော့အကြီးငယ်ဆုံးစကားကြောင့်မြညိုကစာပြီးပါရီမိကြကုန်တယ်ဒါကိုကြည့်ပြီးအကြီးငယ်ဆုံးကအေးပါရီကြပါညီတို့နော်ညီတို့ကြည့်လို့ကြအကြီးငယ်ဆုံးအသာဒေါသတန်မပပါမိမငယ်နှစ်ယောက်ကိုကြည့်နဲ့အပျော်ကူးဆက်စေနိုင်လောက်အောင်ပြောလိုက်တာအကြီးကလေမြညိုကတော့တွက်လက်သူမဟုတ်ခွန်းတုံပြန်စကားဆိုနဲ့နှစ်ယောက်သားချမ်းဘက်ကိုသွားဖို့ထွက်ခဲ့ကြတယ်စာပြီးကပြုံးနေရပါခြံဝါကိုရောက်တော့နှစ်ယောက်စလုံးအကြီးငယ်ဆုံးလှည့်ကြည့်ရေးသွားပြီအကြီးရေမိမငယ်နှစ်ယောက်ရဲ့နှုတ်ဆက်အော်ဟစ်တန်အကြီးငယ်ဆုံးကတော့ခွန်းတုံမပြန်ပေမဲ့အထီးကျန်သူ့ဘဝအတွက်အဖေငယ်နှစ်ယောက်ဖြစ်တဲ့ကလေးမနှစ်ယောက်ကိုချီပြပြငေးကြည့်လို့ရဲ့ပေါ့မမစာပြီးဘလို့လဲတော့မြေပဲရရလားအတူတူကောက်ဖို့ထွက်လာတာမှန်ပေမဲ့ကောက်သင်းဆိုတာမျိုးကတနေရာထဲမှာပြုံစုပြီးတော့ကောက်လို့ရတာမျိုးမဟုတ်ဘူး
ဒီတော့တယောက်ဘလောက်ရတယ်ဆိုတာမသိတတ်ဘူးဒါကြောင့်မျက်ညိုကစာပြီးကိုမေးလိုက်တာပေါ့9ပြီလောက်တော့ရပြီမျက်ညိုရဲ့ဟတ်လားမစာပြီးကပြောတော့မြေပဲကောက်တဲ့မကောက်တတ်ဘူးလို့လည်းပြောတယ်မျက်ညိုထက်တာမှပိုရနေရမျက်ညိုတာမှ4ပြီမပြည့်သေးဘူးမမရဲ့နှစ်ယောက်စလုံးမနဲ့အစောရောက်စာနေစကောက်ကြတာတခြားသူလည်းသိမလာသေးချိန်မို့အိမ်ရတော့ကောင်းတာရောက်စာမှာစာပြီးကမလုတ်တက်မကိုင်းတက်ဖြစ်နေသေးလို့မျက်ညိုကတောင်သင်ပေးနေရသေးရပဲအခုကျစာပြီးကပိုရနေရဆိုတော့မျက်ညိုကမခံချိမခံတာပြောမိတယ်မနာလိုဝန်တိုစိတ်မျိုးဖြစ်တာတော့မဟုတ်ပါဘူးစာပြီးရဲ့အလုံးနဲ့ပတ်သက်ပြီးတော့အတက်မြန်မှုအပေါ်မှာမျက်ညိုကျေနဲ့စိတ်နဲ့ပြောမိရပါမျက်ညိုပြကြည့်ပါဦးစာပြီးကမျက်ညိုရဲ့ဖလိုင်းကိုပြဖို့ပြောတော့မျက်ညိုကဖလိုင်းကိုပြမိတော့အိုးမျက်ညိုကလည်းမနေဘူးရထားတာပဲစာပြီးကနည်းနည်းလေးပဲပို့သားတာပါဒါကလေစာပြီးနေရာမှာပေးချင်တာများလို့နေမှာပေါ့စာပြီးကဖြစ်ပြောပြီးတယ်ဆိုတာမျက်ညိုနားလည်မိတယ်မမစာပြီးကလည်းဘာတွေတွေးနေရလဲမျက်ညိုတက်မမပိုရလို့မျက်ညိုကတော့ဝမ်းသာနေရဟမ်မျက်ညိုကစာပြီးအများရလို့ဝမ်းနေသွားတယ်ထင်မိတာတော့အိုးဘယ်ဟာတာမမစာပြီးရဲ့မမကအများကြီးရထားတော့ပွဲခါကြရင်မျက်ညိုမုန်းနေဝဲကျွေးပေါ့အဲ့တော့ကျွေးရမှာပေါ့မျက်ညိုရဲ့ညီမချင်းတွေကိုပြောစရာလားတကယ်တော့မမစာပြီးတကယ်ပေါ့မျက်ညိုရဲ့အဟိမျက်ညိုကတော့သိပ်ပြောတာပဲမျက်ညိုဘဝမှာသွေးသားရင်ချရဲဆိုတာလူမှန်တိတက်စကတည်းကမရှိခဲ့ဘူးအခုတော့စာပြီးရဲ့စိတ်လိုလက်ရနှွေးထွေးပေးမှုစာပြီးရဲ့ယဉ်နီးခင်မင်ပေးမှုတွေကသူမအတွက်တော့တကယ်ကိုရှားပါလွတ်နဲ့တန်ရောစံကျိုးတစ်ချောင်းလိုပဲအေးမျက်ညိုကြီးနေတော့အတော်မြင့်ပြီပဲအကြီးတော့မျောတော့မယ်တော့တို့ပြန်ကြဆိုလားစာပြီးကတတိပေးတော့မှမျက်ညိုကအလေနှေကိုမော့ကြည့်မိတယ်နေကထန်းတစ်ပြားမကကြော်လွတ်နေပြီဟုတ်ပါအကြီးတော့စိတ်ဆိုးတော့မှာပဲမျက်ညိုကလေစကားထက်ဆက်နေပြီးတော့နှစ်ယောက်သားလှုပ်လက်ဆအောင်လက်ဆသက်ကြပြီးတော့ချောင်းဆက်ကနေရွာစီရောအမြန်ပြန်ခဲ့ကြပါတယ်ဥထုကာလတာယာလှပါတယ်နေရီတောင်ကျောကြီးစီကနေအဝေးစီကခက်ပြပြမြင်နေရတဲ့မိမလတောင်ကျောကြီးစီကိုမုတ်ဆိုးကြီးမုံခေါင်လမ်းမြော်ကြည့်လိုက်မိတယ်သူ့စီကိုမြို့ပေါ်စီကဒေါဝတ်သား6ပိတ်တာတော်များများမှားထားတာရှိရဲ့အသား6ဆိုတာအသားဆိုလို့ရောအင်းဆိုပြီးတော့ပေးလို့ရတာမဟုတ်သားကောင်ကိုအသားဖြတ်ပေးရနဲ့အသားဆိုတွေကိုအမြင့်ဆွဲရတယ်ပြီးရင်စားနေအချောက်လန်းချက်တင်တက်နာတင်လှုပ်ကြရတယ်ဒီလိုလုံးရတာကြောင့်အသားဆိုပိတ်တဲ့ချိန်တစ်စိမ့်ဟာအသားချဖြစ်လန်းချိန်မှာတော့နှစ်ဆတစ်ဆလောက်ပဲချိန်ရစ်တယ်ဒါကြောင့်မာယူထားတဲ့အသားချအတွက်အလေးချိန်ပြည့်မီစေဖို့အတွက်ပြီးခဲ့တဲ့ရက်တွေကတည်းကရက်ချောင်းဆိုသလိုဒေါစီကိုဝင်ဖြစ်နေရပြီးသားကောင်ရှာဖွေပြစ်ခတ်နေရတာအခုဟာစောင်းကုံတွေကူသီးပင်စားပင်တွေစီမှာရွက်နှုစစ်စီတီကင်းနုနုနဲ့ဝဝေးစစ်စီရှိနေတဲ့အချိန်ဒီတော့တောထဲမှာသားကောင်တွေမြူးတူးကြပြီတချို့ကမိတ်လိုက်တဲ့ရာသီတချို့ကသားပေါက်တဲ့ရာသီတချို့ကကြတော့ချီပြတဲ့ရာသီဥတုကြောင့်ဝတ်ကျင်းတွေစီကနေသားပေါက်တွေကိုခေါ်ထုတ်တဲ့ရာသီဒီတော့မုတ်ဆိုးကြီးအနေနဲ့ဒေါစီကိုဝင်ရတာသားကောင်ပေါ်ပေမဲ့စိတ်တိုင်းကြပြစ်ခတ်ဖို့မလုပ်နိုင်ဘူးသားကောင်မြင်လေတိုင်းမှာဟိုမှဆက်ရှက်နေတဲ့အကောင်လားဇီးနေလားဒါမှမဟုတ်သားပေါက်တွေနဲ့လားဆိုပြီးတော့တတိထားကြည့်နေရတယ်တောဝတ်တွေဆိုတာလေအခုလိုအချိန်ဆိုသားပေါက်နေတာဒါပေမဲ့အမကအတင်းကရောတောင်းဆိုတာမို့လက်ခံမိရပြီးတော့အခုတော့မရမကပြည့်ရမယ့်အရေးပင်မို့တင်ကွဲဝက်ကိုသာရှာဖွေပြစ်ခဲ့ရတယ်ပြီးခဲ့တဲ့ရက်ကတော့တင်ကွဲဒေါဝက်ပေါက်တကောင်ကိုပြစ်ခတ်ရရှိပြီးသွားပြီဒီအကောင်ဖြတ်ပြီးအသား6တွေလည်းလှမ်းရစ်ခဲ့ပြီးတော့ကြီးထိုးငှက်စားမှစိုးရင်ရတဲ့အတွက်ရွာထဲကဖိုးပေါက်ဆိုတဲ့ကလေးတယောက်ကိုတောင်အသားတွဲပေးပြီးတော့စောင့်ခိုင်းခဲ့ရတာအခုဆိုမနဲ့တောစီကိုစဝင်ကတဲ့ကလမ်းမှာသိရွက်ကြွေတစ်ပြက်ပြက်ကိုရှောင်ရှားပြီးတော့ကျူးဆိုင်လမ်းနေရတယ်ဒီလိုလမ်းရင်ကချိုဆောင်ကလေးတစ်ခုစီမှာဒေါဝတ်သားအုပ်နဲ့ဆုံးရသေးရဲ့အကောင်ပေါက်လေးတွေပါတော့မပစ်ခဲ့ရဘူးဒါနဲ့နေရီတောင်ကျောကိုဆက်ပြီးတော့ကူးလာခဲ့ရတယ်နေရီတောင်ကျောကအောက်ခြေရှင်တော်ဆိုပေမဲ့ရှိုးပေါက်ကလေးတွေစီမှာရေဆက်ဆက်လေးတွေရှိရဲ့ဒီနေရာတွေကတောဝတ်တွေတက်တော့အာဝါဒခွေနဲ့ຫນွေစဆက်ကူးမက်ကူးအပူထံကိုတွန်းလှန်ရခိုးအောင်ရရဲ့ပေါ့နေရီကျောကရှိုးရီအထဲကိုမှုံဆိုးကြီးဆင့်ခဲ့တယ်ဒါမဲ့ရှစ်နေရလွဲပြီးတော့တခြားသားကောင်ကြီးကြီးမမြင်ခဲ့ရဘူးဒါကြောင့်မေရှိုးထဲကနေတက်ပြီးတော့တစ်ဖက်ကမိမလတောင်ကျောဘက်ကိုလမ်းမြော်ကြည့်မိခဲ့တာပေါ့လမ်းကြည့်ရင်းက
ကတွင်းထဲမှာရှင်းလာသလိုဖြစ်လာတာမို့မုတ်ဆိုးကြီးမုံခေါင်ပလိုက်နှစ်ရဂွန်းတုတ်ကိုထုတ်ယူပြီးတော့တရားရလို့ဝါလိုက်တယ်။ဂွန်းရဝါလိုက်တော့မှကတွင်းချစ်မှုကနေသာထိုင်သာရှိသွားပါရဲ့။တောကောင်ကစားပင်တွေရှိရသားနဲ့ရှားအတော်ခတ်နေတာ။ငါတော့မိမလှကျောဘက်ကိုတက်ရတော့မယ်ထင်ပါ။မိမလှကျောကတောပို့ထူတယ်။စားပင်များတယ်။အခုလိုအခြားတောင်ကျောကြီးခမရွက်ကြွေခံရမှုကြောင့်ကတုံးပြင်းပြင်းဖြစ်နေချိန်မှာသူကတော့ဒေါပိုထူမှုကြောင့်တိတ်မသိတာသေးပါပြီးတော့တောင်ဆောင်တွေမှာဝယုံတွေလည်းရှိရဒီအတွက်တောဝက်ကောင်တွေခိုးအောင်နိုင်တာတော့အသေးချပဲမုံဆိုးကြီးမုံခေါင်နေကိုမှော့ကြည့်လိုက်တယ်အချိန်တွေကမွန်းတဲ့လူပြီအချိန်ကလှည့်လာပြီဒီတိုင်းရှာမနေတော့ဘူးတောဝက်ကောင်ကိုအခေါ်ပြုတ်ပြီးတော့ပဲပြက်လိုက်တော့မယ်မုံဆိုးကြီးမုံခေါင်တကိုယ်တည်းကိုရေရွတ်နဲ့ပြောလိုက်တယ်ဒီနေ့ကမုံဆိုးကြီးမုံခေါင်အတွက်အခြားမျိုးပြမုံဆိုးတွေကိုလမ်းပြလှုပ်ပေးဖြစ်မှသာ၃နှစ်နီးလမ်းပါဒီတိုင်းသူ့ဘာသာတကူတဲ့သားကောင်ပြစ်ခန့်တော့ဒီနီးကအတော့သုံးခဲပါတယ်ဒီနီးဆိုတာအခြားမဟုတ်ဘူးတိရွက်၃ရွက်ကိုမြေစီမှာဖိုခနောက်ဆိုင်ချပြီးတော့အလင်းကမြေခွက်လက်လေးစီကိုလက်ထောက်လို့လူရသားကောင်ခေါ်ပြီးပြစ်တာပါဒါကမုတ်ဆိုးကြီးမုံခေါင်ရဲ့ကိုပိုင်နီးလန်းတစ်ခုငယ်ကလေးကဒီနီးနဲ့ပြစ်ခတ်လာခဲ့တာတော့အချင်းချင်းပါတကားမှသားကောင်မလွယ်ဘူးခေါ်ရင်ခေါ်တဲ့သားကောင်မျက်နှာမူရအရက်စီမှာအထီးအကျကိုထွက်ပေါ်လာတတ်တာရောဒါမဲ့ဒီနည်းကိုလူလက်ပိုင်းအရွယ်ဒေါကောင်တို့မျိုးတုံးမဲ့အရေးကိုတွေးမိချိန်မှာတော့မုတ်ဆိုးကြီးမုံခေါင်တော်ရုံမသုံးဖြစ်တော့ဘူးအခုနောက်ပိုင်းသားကောင်တွေမျိုးတုံးမဲ့အရေးကိုသူမြင်လာရမိတယ်ပြီးတော့မုတ်ဆိုးတွေအတွက်တော့သားကောင်ဖန်ဆီးရမှာအလွယ်ရနည်းနဲ့ဖန်ဆီးရထက်ကိုကိုတိုင်ကျိုးပန်းပြီးတော့ပြစ်ခန့်ဖန်ဆီးရတဲ့သားကောင်ကပို့ပြီးတော့တန်ဖိုးရှိရစွာသိလာရတယ်အခုကတော့အမားလည်းရှိနေပြန်ပြီးတော့အိမ်မှာလမ်းထားရတဲ့အသားချောက်တွေကိုကလေးငယ်နဲ့သာထားခဲ့ရတာမို့မိုးချုပ်သွားရင်ဒီကလေးငယ်မလုတ်တက်မကန်တက်ဖြစ်မှဆိုးရရဲ့ကြောင့်ခြေလန်းတွေကမိမလှတောင်ကျောပဲ့ရေးစီကိုဥတီလန်းနေမိတယ်မုတ်ဆိုးကြီးခြေလန်းဆိုတော့တိတ်မကြလိုက်ချိန်မှာမိမလှတောင်ခြေကိုကတ်နိုင်ခဲ့တယ်အာသာဝတီရွှေပြည်စီတို့ဟမ်ရုတ်တရက်ပဲစီရမှမသိလွင့်ပြန်လာတဲ့ဇက်တရတချမ်းလို့အတန်မုတ်ဆိုးကြီးမုံခေါင်ခြေလန်းတွေရဲ့နဲ့အံ့အားတသက်နဲ့နားဆွေမိတယ်ဒါမဲ့တချင်းတန်ဟာတပိုင်းသက်စနဲ့ဆက်ပြီးတော့ထွက်မလာတော့ဘူးဘယ်ဟာအတန်လည်းမသိပါဘူးမုတ်ဆိုးကြီးမုံခေါင်ခက်ဖွားဖွားရှေ့ရွတ်လိုက်မိတယ်နောက်တော့ဒီအချောင်းရာကိုကောင်းတရထုတ်လိုက်ပြီးတော့မိမလှတောင်ကျောတစ်ဖက်ကဝယုံပေါက်ရရှိုးရီစီကိုဥတီလန်ထွက်ခစ်လိုက်တယ်ဒေါထူတဲ့တောင်ကြမှုသွားလာတာခက်ခဲတယ်ရွက်ကြွေတရားလည်းရှိနေတော့ခြေတံလုံအောင်အတော်လေးတတိထားလန်းနေရတယ်အတော်လက်လန့်ဖက်စီဟာတိုးတိုးပြီးတော့ပြေးလွှားတန်တခုမကြပါပုတ်ကနေအတန်တခုကတက်ပြီးတော့ထွက်ပေါ်လာပြန်တယ်ရှုတဲ့ကိုတခုခုပြုတ်ကျတယ်လို့ပါပဲလိုက်ဟိလိုက်ဟာရုပ်ကြီးအတန်ထွက်ပေါ်လာရနေရပက်စီယာအော်တန်တွေဘာဖြစ်တာလဲမသိဘူးမုတ်ဆိုးကြီးမုံခေါင်တယောက်တစ်ဖက်တော်တန်းစီမှာရုပ်ကြီးဖြစ်ပြက်လာတဲ့အခြေအနေဟာဘာမှမသိသေးရကြောင်းငြိမ်သက်ပြီးတော့နားထောင်မိတယ်တွေ့ပြီဟိတိုးဟာခောက်ဟာလူတန်တွေအော်ဟစ်တန်တွေကြားဒေါကောင်တကောင်ရဲ့နာနာချင်းချင်းအော်ဟစ်တန်ကသူကနေထွက်ပေါ်လာခဲ့တယ်နောက်တော့အတန်ပလန်တွေကချက်ချင်းကိုကြည်ကနေဖြစ်သွားတော့လေရဲ့ဒီနောက်တော့မုတ်ဆိုးကြီးမုံခေါင်ဆက်ပြီးတော့နားထောင်ပေမဲ့ဘာတမ်းမှထပ်ပြီးတော့ထွက်မလာတော့ဘူးဒါနဲ့ခြေလက်တွေကိုခုနတန်ချားရစီကိုလှမ်းလိုက်တယ်ဒူမီတနက်ကြီးကိုတော့အသစ်နေထားကင်နှားမိတာပေါ့တိတ်မကြပါခက်မမတ်ရှိုးဆောင်လေးစီမှာသိရွက်သေးချောက်တွေနဲ့အပင်ငငယ်တွေဟာလူအုပ်စုနဲ့နင်းချထားသလိုပြပြနေရပါရှိုးဆောင်လေးရဲ့စီမှာလေတစုံတစ်ခုကရှိုးတိုက်ပြုတ်ကျထားတဲ့အသွင်ပေါ်နေတာအဲ့ဒီအောက်နားကလေးစီမှာတော့သွေးကွက်တချို့ခုနအတန်ပလန်တွေကတော့လုံးဝကြားရမှုမရှိတော့ဘူးဘာတွေလည်းမသိဘူးလူတော့မဟုတ်တာသိချတယ်ကြက်တွေများလားအချိန်ကနေမွန်းလွဲစားအချိန်ဒီအချိန်တစ်ဖြတ်ဟာအတ္တခါတကားခဏလောက်တယ်လို့ကြားပူးတယ်ဒီအပိုင်းခြားလေးမှာမမြင်တာနဲ့လောကသားတွေကအပြင်စီကိုထွက်ကြတာမျိုးရှိရဲ့အခုလည်းဒီလိုပဲဖြစ်မယ်လို့မုတ်ဆိုးကြီးမုံခေါင်တွေးလိုက်မိတယ်ဒီဖြစ်ပြက်ကြောင့်မုတ်ဆိုးကြီးမုံခေါင်အတွက်ကတော့ဒီကနေ့မှာအမင်းဆက်လိုက်လို့မဖြစ်တိုင်တော့ဘူးလို့ယူဆမိတော့တယ်တတော်လုံးတလောင်လုံးသူညံ့သွားခဲ့တာပေါ့ဒီတော့မှဘဲသားကောင်မှမိမလာတောင်ကျောစီမှာရှိမယ်မထင်တော့ပါဘူးဒီလိုနဲ့မုတ်ဆိုးကြီးမုံခေါင်တယောက်လက်ပလာနဲ့အပြန်လန်းစီကိုသာနောက်ချောင်းခောက်လို့ပြန်ခဲ့ရပါတယ်လန်ကီးမှာတော့စိတ်အာရုံကထွေးပြားသွားခဲ့ပြီမို့သားကောင်ရှာဖွေပစ်ခတ်မှုမရှိတော့ပါမုတ်ဆိုးကြီးမုံခေါင်ရွာပြန်ရောက်တော့နေဝင်ရိုးရီအချိန်ကိုရောက်ပြီ
ဖိုးပေါက်လေးကအလိုက်တသိနဲ့အသား6တရုပ်ရုပ်သိမ်းပေးထားတာမုတ်ဆိုးကြီးလက်ပလာနဲ့ပြန်ရောက်လာတာကိုဖိုးပေါက်ကမြင်တော့ဟောဦးလေးမုံခေါင်လက်ပလာကြီးပါလားဗျကျုပ်ကသားကောင်ရလာမယ်လို့ထင်တာဖိုးပေါက်ရဲ့ပြောကြောင့်မုတ်ဆိုးကြီးမုံခေါင်ရှိလိုက်မိတယ်ဒီနေ့တော့ဘာမှရမလာဘူးဖိုးပေါက်ရဟုတ်လားကျုပ်တော့ဖြင့်ဦးလေးမုံခေါင်သားကောင်ပြစ်တိုင်းအမြဲရတယ်လို့ထင်မိတာဗျအဲ့လိုတော့လေဘယ်ရှိပါမလဲဖိုးပေါက်ရကဲနင်းလဲမိုးချုပ်တော့မယ်ရွာတိုက်တီကိုငါလိုက်ပို့မယ်ဒါတွေထားလိုက်အောင်မယ်ခဏဆောင်မုတ်ဆိုးကြီးမုံခေါင်ပြောဆော့ပဲသူ့အိမ်ထဲဝင်သွားတယ်အိမ်ထဲကိုဝင်လိုက်ချိန်မှာမောင်ညိုမရှိတော့ဟာတတာတော့ဖြစ်တာပေါ့အရင်ကဆိုမုတ်ဆိုးကြီးမုံခေါင်ဒေါစီဝင်သွားပြီဆိုမောင်ညိုကအိမ်ဆောက်ပြစ်ကြံတယ်အသား6တွေပါရီလန်းထားလေမောင်ညိုကစောင့်ရှောက်ပေးတတ်တယ်မောင်ညိုကမြောက်တကောင်သားဖြစ်တာခွေးလိမ္မာတကောင်လိုပဲအိမ်ကတော့အတော်လုံတာဖိုးပေါက်ကိုပေးဖို့အသား6အချို့မုတ်ဆိုးကြီးမုံခေါင်ကယူတယ်ပြီးတော့အိမ်ထဲကနေပြန်ထွက်ခဲ့တယ်အပြင်မှာတော့မိုးကမောင်ရီစပြုတ်နေပြီဖိုးပေါက်ကိုခေါ်ပြီးတော့ရွာဘက်ကိုလှမ်းခဲ့တယ်အစတော့ရွာထိပ်အထိသာပို့မယ်ဆိုပြီးတော့မိုးချုပ်နေပြီဖြစ်တဲ့အတွက်ဖိုးပေါက်လေးကိုသူမိဘတွေကလည်းစိတ်ပူတော့မှမို့အိမ်ထိသာလိုက်ပို့ပေးဖို့ဆုံးဖြတ်လိုက်တယ်ကျုပ်လည်းဦးလေးမုံခေါင်လို့နာမည်ကျော်မုတ်ဆိုးကြီးတိတ်ဖြစ်ချင်တာပဲဗျာလမ်းမှာဖိုးပေါက်ကဆိုတော့မုတ်ဆိုးကြီးမုံခေါင်ပြုံးလိုက်မိပြီနင်းကတကယ်ဖြစ်ချင်တာလားဖိုးပေါက်ရဲ့တကယ်ပြောတာပေါ့ဦးလေးမုံခေါင်ရရွာထဲကနေဦးလေးသားကောင်ထမ်းပြီးတော့ဖြတ်သွားတာမြင်ကျုပ်ဖြင့်တအားသဘောကျပဲနင်းအသက်ကအခုဘယ်လောက်လဲ12နှစ်ပြည့်တော့မှာဒါဖြင့်တော့မင်းအသက်15နှစ်ပြည့်တဲ့အခါမိဘတွေစီမှာခွင့်တောင်းပြီးတော့ငါစီကိုလာခဲ့ဟာတကယ်ပြောရလားဦးလေးမုံခေါင်ရငါတကယ်ပြောတာပေါ့ဖိုးပေါက်ရပျော်လိုက်တာဦးလေးမုံခေါင်ရဖိုးပေါက်လေးကထားអော်တယ်ဒီနောက်တော့သူတို့နှစ်ယောက်တရမီရွာထိပ်ကိုရောက်ခဲ့ကြတယ်ဖိုးပေါက်တို့အိမ်ကရွာထိပ်ပိုင်းမှာတင်မကြဘူးဖိုးပေါက်တို့အိမ်ကိုရောက်ခဲ့ကြတယ်ဒီနောက်မှာတော့မုတ်ဆိုးကြီးမုံခေါင်ဟာဖိုးပေါက်လေးကိုသူမိဘစီကိုအနံပို့ဆောင်ထားပြီးတော့သူ့အိမ်ရှိရာစီကိုပြန်ခဲ့တော့တယ်အာသာဝတီရွှေပြည်စီတို့ရီမျော်မန်းစကရွှေပြည်သူရွှေပြည်သားတို့အောင်စီအောင်မောင်ဒီးကြညန်းစီဝေတီဆက်ဆမြူတိန်ကင်းရှင်အိမ်နေတဲ့မုတ်ဆိုးကြီးမုံခေါင်ရဲ့အချားအာယုံစီမှာပဲ့တင်စင်ပါလာတဲ့အတန်ပဲချရပြီးမြင်ကွင်းနေရတော့မိုက်မောင်နေစေမုတ်ဆိုးကြီးမုံခေါင်ပဲနေရမှမသိမန်းစာရခက်လုံးတဲ့အမောင်တုထဲမှာရက်နေမိခဲ့တာမကြပါခြေတံပြင်းပြေးသွန်လွားတန်တွေကိုမုတ်ဆိုးကြီးမုံခေါင်ကြားလိုက်မိတယ်မုတ်ဆိုးကြီးမုံခေါင်ဘာဖြစ်မှမသိအဲ့ဒီချိန်မှာအမောင်တုကတဆဆလွင်ပါလာပြီးမြင်ကွင်းကတပြေးပြေးရှင်းလဲလာချိန်မှာတော့ဟာညစ်ထီအဖြူရောင်ဝတ်စားများနဲ့အပြစ်သားတဦးကိုကျိုးတွေနဲ့အထက်ထက်တုံနှောင်ထားတဲ့မြင်ကွင်းအပြစ်သားကိုရှေ့ကရဲမတ်တွေအသွင်ချက်ဝတ်တစားတွေဝတ်ဆင်ထားတဲ့လက်နက်ကင်သူတွေကဝန်းရံထားကြတယ်။များပြားလာတဲ့ရှေးဝတ်စားနဲ့အရွယ်ဆုံးလူသူတွေဟာလမ်းနှစ်ပေဝဲရာတွေမှာရက်ကြနေသူတို့ရဲ့မျက်နှာတွေကတော့တချို့ကအပြစ်သားအတွက်ယူကျုံမြဖြစ်နေကြတဲ့ဟန်တချို့ကအပြစ်သားပေါ်မှာမုံတီးနေကြတဲ့ဟန်တွေကအထင်သာချက်ဝတ်တဲ့လူတွေကအပြစ်သားကိုတနည်းအားစီကိုဦးတီပြီးခေါ်ဆောင်နေကြတယ်။အပြစ်သားရဲ့မျက်နှာမှာတော့လူသူအပေါင်းတို့အပေါ်အတော်ကြီးကိုအားတုံအားနာဖြစ်နေတဲ့အရေးတွေအထင်သာပဲမကြခင်မှာတော့သူတို့သွားနေကြတဲ့နေရာဟာအပြစ်သားတွေကိုစီရင်အပ်တဲ့လူတက်ကုန်းနေရဆိုတာမုံဆိုးကြီးမုံခေါင်မြင်လိုက်ရတယ်အပြစ်သားကစီရင်ရာနေရာမှာမတွတ်မဆုပ်သွားရက်တယ်အဲ့ဒီခါစီရင်ရာအရက်စီမှာကြိုတင်ရောက်ရှိနေကြတဲ့ရာထူးကြီးဟန်ရှိရဲ့အမှုထိုင်းတယောက်ဟာပေစာတရွက်ကင်ပြီးတော့ထွက်လာခဲ့ပြီးတက်ကရစ်အခါ889အခါတောင်တီလာရာသည်ဥဇနာကနေဒီတော့အခါသမယမှာနေဆက်ကြာတောင်ချေရွနာနဲ့အာတာဝတီတိုင်းပေါ်အုတ်ရှောင်မပီပဲလလွန်ကျူးကျူးအပြစ်တော်တဲ့အခက်တော်စင့်စေကတိုင်းပြည်ကိုတစ္ဆဖောက်ရှက်ပွဲအတီဖြစ်စေတဲ့အပြစ်ကျူးလွန်ခဲ့သူအာတာဝတီရဲ့ပြည့်ရှင်တရားမင်းဟောင်းသူအရှင်တွတ်တလာကိုအုတ်တာကံပေးဦးကောင်းကိုဝေးခွဲပြက်စေကအပီးတိုင်စည်ရင်အပ်ပါစေသားအမိန်ချတန်ပြက်သားလုံးနေဒီအမိန်ချတန်ကိုကြတော့အပြစ်သားတွတ်တလဆိုတာမုတ်ဆိုးကြီးသိလိုက်ရတယ်အပြစ်သားတော့သူ့အတွက်ရရှိလာတဲ့အမိန်ချတန်ကိုကြည်ကြည်နက်နက်ကြီးခံယူမဲ့အသွင်ဒါမဲ့သူ့ရဲ့မျက်ဝန်းတွေကအလွန်ကြေကွဲဝမ်းနေနေတာကိုရေးလို့ကိုထင်ကိုစင်လို့ကိုမြန်းရတာအာသာဝတီပြည့်ရဲ့ပြည့်ရှင်အကျွန်တွတ်တလဒီအဖြစ်အတွက်အသက်ထက်လို့အကျွန်ပေးဆက်မီတိုးပေတော့ကအာသာဝတီမြည်တဲ့ဤတိုင်းဤပြည်ဤထားနေမှာအကျွန်ဟာပြည့်ရှင်ဖြစ်နေစေမှု
မကြမီပြန်လာပါမည်ဆိုတာကိုဂတိစကားပြုကြပါတယ်အပြစ်သားအာသာဝတီပြည့်ရှင်တွတ်တလစီအားကျုံဝါတန်ဒီကျုံဝါတန်ကြောင့်ပဲတွတ်တလရဲ့စီရင်ပွဲကိုလာကြည့်နေကြသူတို့အုပ်ကြွကြွဖြစ်ကုန်ကြလေရဲ့စီရင်စီပြက်သားချေလောင်တဲ့အမိန့်တန်ဒီအမိန့်တန်ဆုံးမှာတော့ထွားချိုင်းတန်မာလာပြီးတော့ရုပ်ရည်အခက်ထန်လွန်းနေတဲ့အာနာပကွက်သားဟာသူ့ရဲ့ဓာကြီးကိုပင့်မြောက်လိုက်တယ်မလုံနဲ့မုတ်ဆိုးကြီးမုံခေါင်ကြည့်နေတအားကိုအော်ဟစ်တားမြစ်လိုက်မိတယ်ဒါမဲ့မရတော့ပါအာနာပကွက်သားရဲ့ဓာချက်ဟာတွတ်တလရဲ့အပေါ်ကျရောက်ခဲ့ပြီးလေတိုင်စီအားတိတိကြီးပြက်ပြီးတော့ကောင်းနေကိုအိုးစားခွဲခဲ့ရပါပြီတွတ်တလမုတ်ဆိုးကြီးမုံခေါင်အထစ်တလန့်အော်ဟစ်လိုက်မိတယ်ဒီအော်ဟစ်တန်တဲ့တူအိယာစီယာနဲ့လဲဝန်ကနေထထိုင်ခဲ့မိပါတော့တယ်မနက်မိုးလင်းချိန်မုတ်ဆိုးကြီးမုံခေါင်ကြောက်တယ်အိမ်ရှိသစ်ပင်အောက်စီကကျင်းထိုင်ခုံမှာထိုင်းနေမိတော့တယ်ညအာသာဝတီပြည်ဆိုတဲ့အိမ်မက်အကြောင်းသူထထဲဝင်တွေးနေမိရပါအာသာဝတီဒီအတန်ငါကြားဘူးတလို့ပဲနားထဲမှာကြားဘူးတလို့ဖြစ်နေရမို့မုတ်ဆိုးကြီးမုံခေါင်ဘယ်မှာကြားဘူးမှန်းကိုမရမကတွေးနေမိတော့တယ်အာသာဝတီနှုတ်ကတဖြဖြရေရွတ်မိတယ်အတွေ့ထဲမှာတော့တော်နဲ့ပေါ်မလာပါအတန်ချတော့မှဟာဒါငါမိမလာတောင်ကျော်တိုးရိမ်မှာကြားခဲ့ရတဲ့တချမ်းတံပဲမုတ်ဆိုးကြီးမုံခေါင်နားတွေကအဲ့ဒီတုန်းကတပိုင်းတစားကြားခဲ့ရတဲ့တချမ်းတံကိုခရီးရီးတောင်မှကြားမိရတယ်လို့ဟေ့အကူဘာတူလဲအနောက်ပါကနေရုတ်တရက်ထိပုတ်ရင်အထစ်တလန့်ဖြစ်အောင်၆လန့်လာသူကြောင့်မုတ်ဆိုးကြီးမုံခေါင်ကြည့်မိတော့မြညိုပါဘလို့လဲအကူလန့်သွားရင်မလားဟိမြညိုကရှင်ပြနေရဲ့အတွင်းနဲ့မုတ်ဆိုးကြီးမုံခေါင်ရှေ့မှာဝင်ထိုင်တယ်မုတ်ဆိုးကြီးမုံခေါင်ကတော့မြညိုပြုံးပြီးတော့ချိလိုက်ပြီးမြညိုနင်းတခုခုအတွက်များပျော်ရွှင်လာလားမြညိုကခိကနေရှိတယ်ဟုတ်တယ်အကိုရဲ့မြညိုကပျော်နေတာဘာလို့လဲဆိုတော့နောက်စေရက်လောက်ကြာရင်ရွှေတောင်ယူဖျားပွဲစပြီလေဟေးဟတ်လားဟုတ်ပါအကိုရဲ့အဲ့ဒါမြညိုဖျားစီကိုအကိုလိုက်ပို့ရမယ်နော်ရွှေတောင်ယူဖျားပွဲဆိုတာဒီနယ်မှာနာမည်ကြီးစီကားလုံးလို့သားမုတ်ဆိုးကြီးမုံခေါင်သိနေရပါတကားမှတော့သူမရောက်ဘူးမြညိုကမုတ်ဆိုးကြီးမုံခေါင်ကြည့်ရဲ့ပြက်ရွေးနေတဲ့မုတ်ဆိုးမုံခေါင်ရဲ့မျက်နှာမြင်မိပါရဲ့ငါကနင်တို့ဖေအောင်မမြင်နိုင်ဘူးလေဟာငါလိုက်လို့မရဘူးထင်တယ်မြညိုမျက်နှာမိတ်ကနေမုတ်ဆိုးကြီးကိုစကားမပြောတော့ပြီးတော့မျက်နှာကိုလူပါတစ်ဖက်စီကိုလှည့်သွားခဲ့တယ်မြညိုစိတ်ကောက်သွားပြီမြညိုငါတကယ်ပြောတာပါငါနင်တို့ဖေအရေးစီကိုသွားဖို့ကမလွယ်ဘူးဟာမြညိုမုတ်ဆိုးကြီးမုံခေါင်ပြန်လှည့်ကြည့်ရဲ့မျက်ဝန်းမှာမျက်ရည်စတွေကပြည့်ရှံလို့ပါဘာကိုပြောချင်တာလဲကိုမြညိုရဲ့မျက်ရည်စတွေကိုမြင်တော့မုတ်ဆိုးကြီးမုံခေါင်ထိပ်ပြသွားတယ်ဟိုငါမှလေနင်တို့ဖုံးတော်ရငါ့ကိုပြောဘူးတယ်ဟာငါအကုသို့များလို့နင်တို့ဘုရားနဲ့ဘာသာရေးအထွတ်မြတ်ဖြစ်တဲ့အရာတွေကိုမြင်နိုင်မှာမဟုတ်ဘူးတဲ့အဲ့ဒါငါလိုက်ပို့ရင်မြညိုမုတ်ဆိုးကြီးကိုစူးစိုက်ချေနဲ့မျက်ရည်ပါစီးကျလာတယ်မုတ်ဆိုးကြီးမုံခေါင်နှိမ်မရတော့ဘူးမြညိုအနားကိုသွားလိုက်ပြီးလက်ကိုစောက်ကန်ထားလိုက်ပြီးတော့မြညိုရဲ့ငါပြောတာတွေအတွက်နင်တော့ဝမ်းနေသွားတာပဲမြညိုမုတ်ဆိုးကြီးမုံခေါင်ရဲ့လက်ကိုပြန်လဲပြီးတော့စောက်ကန်တယ်ပြီးတော့မျက်ရည်စတွေအချာချိလာပြီးအကိုမြညိုဘဝမှာလေဟိုးငငယ်လေးကတည်းကအဖေမေရဲ့မြတ်တာတရားဆိုတာကိုကောင်းကောင်းမခံစားခဲ့ရဘူးဟိုးငငယ်လေးကတည်းကရွှေတောင်ရိုးဖျားပွဲစီကိုသွားရင်ငါ့ကိုအဖေနဲ့အမေသာလိုက်ပို့ပေးရင်သိကောင်းမှာပဲလို့အမြဲတမ်းတွေးမိရဝမ်းနေရတယ်အခုအကိုမြညိုစီမှာရှိလာတော့လေမြညိုမရရှိခဲ့တဲ့မိဘတွေရဲ့မြတ်တာတရားတွေကိုအခုစီကနေအစာရယူပြီးတော့တိတ်ကိုခံစားချက်မရပဲအကိုရဲ့မြညိုရဲ့အတန်ကဝမ်းနေစိတ်ကြောင့်လှိုက်တက်နေတယ်မုတ်ဆိုးကြီးမုံခေါင်မြညိုကြည့်ပြီးရှင်ထဲမှာလိုက်ပို့တဲ့မသိမ့်အောင်တွေးပြီးတော့တွေးဟတွေနဲ့ထားပါတော့အကိုရဲ့အကိုကမှအဆင်မပြေတာပဲမြညိုပါတာပဲအမစာပြီးနဲ့သွားလိုက်မယ်နော်မြညိုကမျက်ရည်တွေစီးကျနေရပြောလာတော့မြညိုမုတ်ဆိုးကြီးမုံခေါင်ခေါ်လိုက်ပေမဲ့မြညိုဘာမှပြန်မပြောဘူးအကြည့်တို့နဲ့သာငါလိုက်ပို့ပါမယ်ဟာနေမငိုနဲ့တော့နော်မြညိုရဲ့မျက်ရည်စို့နေတဲ့မျက်ဝန်းစီမှာဝမ်းသာမှုအရေးရောင်တွေကချက်ချက်ပဲအကိုတကယ်ပြောနေရလားယင်တကယ်ပြောတာပေါ့မြညိုရဲ့ငါတကယ်ပြောတာပါဟာမြညိုလေးဝမ်းသာလိုက်တာအကိုရဲ့မြညိုဝမ်းသာအဲလဲနဲ့မုတ်ဆိုးရဲ့ရင်ခွင်စီကိုကောင်းတိုးဝင်ပြီးတော့တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတော့တယ်တပေါင်းလာတဲ့ကိုချင်းနှင်းဝင်ရောက်လာတာနဲ့ရွှေတောင်ရိုးဖျားပွဲတော်ဟာစတင်ခဲ့ပြီရိုးမတောင်တန်းရုပ်အခြေပြုပြီးနေ့စဉ်နေ့တိုင်းစီကားတိုင်းမြလေးရှိရဲ့ရွှေတောင်ရိုးဖျားပွဲဟာ
ထူးထူးခြားခြားအဖြစ်နဲ့ဒီနှစ်မှာတော့ပိုလို့တော်မှစီကားနေပါသေးတယ်ဒီလိုစီကားရတဲ့အချောင်းကတော့ဒီနှစ်ဖျားပွဲရဲ့အရက်မျက်နှာဘက်လေးတန်းစီမှာပြဆက်အဖွဲ့တစ်ဖွဲ့စီပွဲခင်းတစ်ခုစီကိုစီစဉ်ထားတာမို့အရင်နှစ်တွေကဆက်အဖွဲ့တို့ပါရင်နှစ်ဖွဲ့လောက်ပဲဒီနှစ်မှထူးထူးဆန်းဆန်းလေးဖွဲ့နဲ့ဖျားပွဲဟာပိုလို့တော်မှမြ мян ဆန်ဆန်ရှိခဲ့ရတော့တာရဲ့ဖျားပွဲစပြီဆိုတော့ထုံးစံတိုင်းလဲတက်တွေနဲ့လာတဲ့ရွာလာပြီဒီလိုလာတဲ့ချိန်မှာကျောင်းစီကရွာတွေစီမှာဓာတ်အောင်တမနားတာတို့ဖြတ်တန်းသွားကြတာမျိုးတို့ရှိကြတယ်ဒီခါမှာဆိုရင်တော့ရွာကန်တွေနဲ့တခြားရွာလဲတက်သမားတွေနှုတ်ဆက်ကြတာမျိုးအပြိုလူပြိုစနောက်ကြတာမျိုးတွေနဲ့တကယ်ကိုကြည်တူးစရာပါမိသွေးတဲတိုက်တွေစီကတင်မန်းရွာသားတွေဖြစ်ကြတဲ့ဘာဖြူတို့လူစုလဲမိသွေးမသိမ့်သေးပေမဲ့ဖျားပွဲစီကိုသွားဖို့တာဆူးနေကြပြီဘာကြီးပုံလဲလိုက်မယ်လို့ပြောတာပဲအဖပုံကငယ်ကလေးကပုံတိုပက်စတွေပြောနေထူးဆန်းတဲ့ကံပြရဆက်ဆန်းအချောင်းရကိုတိတ်ကိုစိတ်ဝင်စားတာဒီတော့ရွှေတောင်ရိုးဖျားပွဲကိုသွားရင်နဲ့ကိုဦးကိုထူးတို့ရဲ့တရမီရွာဝင်ဖို့ရည်ရွယ်ထားတာပါပြီးရင်အပြန်တပွဲစားအမိခံထားတဲ့မုတ်ဆိုးကြီးမုံခေါင်လေးဝင်တွေ့ရမယ်ပေါ့မိသွေးကတော့တကြံပြီးမှတိမ့်ကြမှာရဲ့ဒါမဲ့အကြောင်းကြိုတိုက်ဆိုင်နေတုံးသွားလာဖို့ရည်ရွယ်ရတာပေါ့ဒီလိုပဲတစ်ဖက်မှာလည်းတပန်းတော်ရွာမြညိုတို့လည်းဖျားပွဲစီကိုသွားဖို့စိုင်းပြင်းနေကြတာမြညိုကချေရသူမုတ်ဆိုးကြီးမုံခေါင်ကိုယ်တိုင်လိုက်ပို့မယ်လို့ပြောထားလို့အလွန်ဝမ်းသာနေရပါစပြီးကလည်းသွားချင်တာပဲဘာကြောင့်လဲဆိုတော့သူမအနေနဲ့ပါရာဏသီစုံတို့ရဲ့အန်ဒီကနေလွတ်အောင်ရှောင်းတိတ်နဲ့အိန္ဒိယပြည်ကနေနီပေါ်ကနေဗမာပြည်စီကိုရောက်လာတဲ့အထိအခုလိုပွဲလန်းတဲ့ပဲမျိုးတခါမှမဆက်နွဲရဘူးသေးဘူးအခုသူမဘဝတည်တည်ငြိမ်ငြိမ်ရှိခဲ့တာရဲ့တခါမှမဆက်နွဲရဘူးသေးဘူးအခုမှသူမဘဝတည်တည်ငြိမ်ငြိမ်ရှိခဲ့တာရဲ့ဒါကြောင့်စိတ်ဆူနဲ့တခုစာနေနေပျော်ပွဲရှင်ပွဲတွေနဲ့ဝေခဲ့ရတဲ့သူမဒီတစ်ချိန်တော့ဘဝရဲ့တည်ငြိမ်မှုကြောင့်ရွှေတောင်ရုပ်ဖျားပွဲကိုတိုးချဲ့လွန်လာပြီဒီအတွက်လာမဲ့လာဆန်း12ရက်လောက်မှာရွှေတောင်ရုပ်ဖျားစီကိုသွားဖို့ညညူတို့နဲ့အားလုံးစီစဉ်တိုင်းပင်ထားခဲ့ကြတာကြားထဲမှာတော့3ရက်လောက်သာလိုပါတော့တယ်မုံဆိုးကြီးမုံခေါင်ပြက်လိုက်တဲ့ကျေလောင်လာတဲ့ဒူမီတနတ်တန်ရဲ့အစုံဝေယုံအောက်စီမှာဝါမြစ်တွေတူးစားနေတဲ့ဒေါ်ဝက်ကောင်လက်ပြင်ကိုထိပြီးတော့ရန်ကနေဖြစ်သွားတယ်ပြီးတော့ကမှုရှုတို့နဲ့ရန်ခိုးလာရကိုအရှင်ပြင်းပြင်းနဲ့ပြေးဝင်တယ်တနတ်တန်ရစီကသွေးတွေဟာတလဟောပန်းထွက်နေသေးရဲ့မုံဆိုးကြီးမုံခေါင်ကတော့သူရက်နေရမရွှေ့ပါဘူးပြေးဝင်လာတဲ့ဝက်ကြီးကိုမမေ့မတုံကြည့်နေရကအနားမရောက်မီဝါတရိုက်လောက်အလိုမှာတော့သူ့ရှေ့ခြေတလန်းကွာမှစီးတစ်ခုကိုတားချလိုက်တယ်တီတာပြီးချိန်တာနဲ့ဒေါ်ဝက်ကောင်ရလည်းရောက်ရှိလာချိန်ကမရှိမနှောင်းဒေါ်ဝက်ကောင်စီးနဲ့ထိမိချိန်ကျေလောင်နဲ့တိုက်မိတိုင်တစ်ခုသိပင်တပင်နဲ့ပြက်ဆောင်သွားမိသလိုဒေါ်ဝက်ကောင်ကြီးဖိနှံရက်သားလန်ကျသွားတယ်ပြီးတော့ပြစ်လေးချသွားပြီးသွေးယူသွေးတတ်နဲ့ခြေလက်တရားရုံရင်ဆန်ကပ်ပြေးနေသေးရဲ့မြေပေါ်မှာဘေးတိုင်နေထားမှုကျွေလျာမှုတော့မရှိခဲ့ဘူးမုတ်ဆိုးကြီးမုံခေါင်လေးဒေါ်ဝက်ကောင်ညင်းတယ်လို့ဖြစ်နေမှာဆိုတဲ့အတွက်အနားကိုကတ်လိုက်ပြီးခါးစီမှာချိတ်ထားတဲ့သုံးနေကြတမြောင်ကိုထုတ်လို့နန်ကြားစီကိုတေးထားပြီးအာပြင်းပြင်းစိုက်ပြီးတော့ထိုးချလိုက်တော့တယ်ဓာတ်ကိုပြန်ပြီးတော့ဆွဲနှုတ်လိုက်ချိန်မှာတော့နာကျင်ကျဲလောင်လွန်းလာတဲ့အော်တန်နဲ့တူရုံးကန်ရဲ့တောဝက်ကောင်ငြိမ်ကျသွားခဲ့ပြီဟူဒီကောင်တကောင်နဲ့ဆိုရင်တော့မှားထားတာပြေးပါပြီလေမုတ်ဆိုးကြီးမုံခေါင်ရေရွတ်လိုက်ပြီးနပင်းဟာတိရွက်ချို့ကိုကူးလိုက်တယ်ပြီးတော့သွေးတွေပန်းထွက်နေတဲ့တောဝက်ကောင်ရဲ့နှံကြားစီဟာကြည်စံပေါက်နဲ့ဓားပေါက်ရာစီကိုထိုးသွင်းဖိထားလိုက်တယ်သွေးစာတို့တိတ်သွားခဲ့ပြီဒီတော့မှမုတ်ဆိုးကြီးမုံခေါင်လေတောဝက်ကောင်ခြေလက်တွေຫນွယ်နဲ့ထုတ်လို့ကောက်ယူထားလိုက်တော့တယ်ဒဏ်ရောက်တော့အပေါ်ဘက်ကထားရတာပေါ့ဒါမှလည်းသွေးတွေမထွက်မှာအချိန်ကတော့မနက်ပိုင်းပဲရှိသေးဒီတော့အပြန်ခီးဟာ2 နာရီခန့်ဆိုတော့နေ့လယ်ပိုင်းချိန်ကြံချိန်ကတော့အသားပြက်ဖို့မိပါသေးရဲ့ဒါကြောင့်လေမုတ်ဆိုးကြီးမုံခေါင်အပြန်ခြေလန်းကိုတုတ်လန်းလို့ပြန်ခဲ့ရပါတယ်ဟာမုတ်ဆိုးကြီးဒေါ်ဝယ်ရခဲ့တာလားဗျခီးရောက်မဆိုင်ခြံထဲကိုဝင်လိုက်တာနဲ့နှုတ်ဆက်လာသူကြောင့်မုတ်ဆိုးကြီးမုံခေါင်ကြည့်မိတော့မောင်ထွေးပါမောင်ထွေးဘဲတော့ရောက်လဲမုတ်ဆိုးကြီးမုံခေါင်ကဒေါကောင်တကောင်ကိုအသားဖြတ်ကျနေရမှအသားချိုက်ရင်မောင်ထွေးကိုမေးလိုက်တယ်ဒီမနေ့ပဲဗျအဲ့ဒါရောက်ချင်းလာမလို့လောက်တာမုတ်ဆိုးကြီးဒေါဝင်သွားတယ်လို့ပြောချလို့စောနာမှရောက်ပြီလားလာဆောင်နေရဗျမောင်ထွေးရဲ့ပုံစံအရင်တစ်ခါလာတော့ကထက်ခက်ညားနေပြီးတော့အသွေးမွေးကတန့်ပြန့်ပြီးတော့ကြည်လင်နေရပါမင်းတော်ပြောင်းလဲလာတာပဲဒါနဲ့အခုဘာလာလောက်တာလဲမောင်ထွေးကပြုံးနေမုတ်ဆိုးကြီးဟာအခုကရွှေတောင်ရုပ်ဖျားပွဲကာလာလေဗျာဒီပွဲကိုဒီနေသားဖြစ်တဲ့ကျုပ်ကလိလျူရှုထားမှာလားဗျမသိပါကွာငါကမင်းတို့ဝင်ထားမယ်ငါ့ကိုအလုပ်ရှိလို့ခေါ်တာထင်လို့
မော်ဆိုကြီးကမောင်တွေးရှိရာကုပစ္စည်းကိုလမ်းလာထိုင်နေပြောတယ်မဟုတ်ပါဗျာဖះပွဲအတွက်ကျုပ်တယောက်တည်းခွင့်တောင်းပြီးပြန်လာတာပါကောင်းပါတယ်လေငားလေဒီနေ့တော့ဖះပွဲကိုသွားမှဖြစ်မှာဖះပွဲကိုမော်ဆိုကြီးအရင်တော့တကားမှမသွားဘူးမလားအေးဟုတ်တယ်ကွာအခုကလည်းငါမသွားပါကွာမြညိုကလိုက်ဖို့ခိုင်းနေတော့မုတ်ဆိုးကြီးမုံခေါင်ရဲ့စကားဆုံးမောင်ထွေးကခွက်ခွက်လန်ရှိမောပါတော့တယ်မောင်ထွေးရည်နေတာကိုမုတ်ဆိုးကြီးမုံခေါင်ခက်တီတီပဲမောင်ထွေးအားရပါရရှိမောပြီးကမှတကယ်ပါဗျာကျုပ်ပြင်ရီရလွန်းလို့ဦးရီပါနားနေရပြီဗျဟဲ့ဘလို့ကြောက်တော့ကွာတကယ်ကိုရိုးစင်လွန်းနဲ့ပြန်မေးစကားဘလို့ကြောက်ရမလဲမုတ်ဆိုးကြီးဟာကျုပ်တို့သိတဲ့မုတ်ဆိုးကြီးဆိုတာတသက်နဲ့တကူဘသူမှလွမ်းမိုးတောင်ခံခဲ့သူမှမဟုတ်ပဲအခုတပန်းတော်သူလေးနဲ့ကြမှာပဲမော်ဆိုကြီးမုံခါဘာပြန်ပြောရမှမသိတော့ဘူးအတန်ကြာတော့မှဒါနဲ့မင်းအောင်ဝန်ထမင်းရဲ့သမီးနဲ့အောင်အဆင်ပြေလားမောင်ထွေးကခေါင်းကိုညှိနေရိုစီနဲ့ကအစကတည်းကပြေးတယ်ဗျအစပိုင်းမှာအဆင်မပြေတာဝန်တော့မင်းနဲ့ဒါမဲ့ဟိုလူကောင်ကြီးကိစ္စပြီးမှတော့အဆင်ပြေသွားပါပြီရိုစီဆိုရင်လေကျုပ်ကိုသူ့အသက်သခင်ရဲ့လို့တော့မှသတ်မှတ်ပြီးတော့တိတ်ကိုကျူးဆိုင်ပေးနေရဗျကြားရတာဝမ်းသာစရာကောင်းတာပေါ့ကွာအင်းမော့ဟုတ်ပါပြီလေကဲဒါဖြင့်ငါအသားဖြတ်တော့မယ်မုတ်ဆိုးကြီးမုံခေါင်ကစကားကိုသူ့ကျင့်တိုင်းခက်ပြက်ပြက်ဆိုနေထိုင်အားထသွားခဲ့ပြီမောင်တွေ့ရလေအစတော့ကြွားတဲ့ကိုပြန်တော့မလို့နဲ့နောက်တော့မပြန်ပဲမုတ်ဆိုးကြီးမုံခေါင်ကူညီပေးဖို့အနောက်ကိုသွားလိုက်ပါတော့တယ်ရွှေတောင်ယူဖျားပွဲစီကိုသွားမဲ့ရရောက်ခဲ့ပြီတရမီရွာလူတွေလည်းသွားကြပေမဲ့မုတ်ဆိုးကြီးမုံခေါင်ကတော့မြညိုတို့တပန်းတော်ရွာနဲ့လိုက်ဖို့စီစဉ်ထားပါတယ်လဲဟာအကြီးငယ်ဆောင်ရဲ့လဲမောင်မဲ့သူကတော့မောင်ထွေးရဲ့ပေါ့လိုက်မဲ့သူတွေကတော့အကြီးငယ်ဆုံးစာပြီးမြညိုနဲ့မုတ်ဆိုးကြီးမုံခေါင်တို့ရဲ့လဲအိမ်အားကျဲပြီးတော့မောင်သူပါဝင်မှ6ယောက်တည်းဆိုတော့ချောင်ချီချီပဲ4ရက်လောက်ကြာမှဆိုတော့တာအိုစာခွဲအနှိမ့်ငယ်ပါတယ်ခီးရတပန်းတော့ကနေလဲခီးနဲ့နေဝတ်တတာသွားကြပါမနက်နေထွက်ချိန်မှာတော့အခြားလဲတွေနဲ့တူရွှေတောင်ရုပ်ဖျားရှိရာဧကရစ်တောင်ကျောကြားစီကိုဦးတီလို့ထွက်ခဲ့ကြတယ်လန်ခီမှာတော့မြညိုဟာချစ်ရသူမုတ်ဆိုးကြီးမုံခါလိုက်ပါလာပေးရမို့အလွန်ပဲပျော်ရွှင်ခြင်းနဲ့နေတော့တယ်မွန်လွဲပိုင်းလာမှာဧကရစ်တောင်ချီလဲမြစုဝေးရောင်ကွင်းစီကိုရောက်ခဲ့ကြတယ်နေရထိုင်ခင်းတွေပြင်ဆင်ကြပြီးရဲ့နောက်မှာနေလဲနွမ်းလာကြတာမို့အားလုံးပဲဖျားစီကိုမတက်ကြသေးပဲနဲ့အနားယူကြပါတယ်မြညိုတို့အပြိုတတိုက်ကတော့အများသူငါလဲလျောင်းအနားယူကြချိန်မှာရှင်နေကအပျော်တွေကြောင့်မနားနိုင်ကြပါအပြိုတတိုက်စုဝေးလို့တစ်ပင်ရိပ်စီမှာစာနောက်ကြည်စဲစကားတွေဆိုနေရှိနေကြပါတယ်စာပြီးရလေသူမနဲ့တူရှိနေလေရဲ့ဒီနှစ်မှာပြဆက်က4ဖွဲ့တောင်ပါမားတဲ့တည်င်းအသက်ဆန်းဆိုရင်သူတွေကထက်ဦးဟာပြောပြချင်တဲ့လှတို့ကပြောတော့အဲ့ဒါပွဲမစခင်ကတည်းကတည်င်းကြီးနေရဆိုတော့ကြိုမြလည်းသိပြီးပါပြီနော်ဖုံးစစ်မခံသူရင်ဦးကဝင်ပြောပြန်တယ်ဟုတ်တယ်လေဒါမဲ့ငါပြောချင်တာနှစ်ဖွဲ့ကအရင်နှစ်ကအဖွဲတွေအခုအသက်ဝင်မဲ့အဖွဲတွေကဒီနေ့မှတီဖျားမှာလာကဖူးကြတာတဲ့ဟဲ့တကယ်လားတကယ်ပါစို့ပြီးတော့အဲ့နှစ်ဖွဲ့တည်းကတစ်ဖွဲ့ကမင်းသားစိတ်မင်းရအောင်နဲ့တိတ်ချောပြီးတော့တိတ်ကြည့်ကောင်းတာဆိုပဲဒီတဲ့တင်းကတော့ကျန်တဲ့သူတွေအတွက်ခုမှသိကြတဲ့တဲ့မလို့အန်အော်ပနန်ဖြစ်ကုန်ကြရပြီအေးဒီတဲ့သာအမှန်ဆိုရင်တော့ကျုပ်တော့အဲ့ဖွဲ့သွားကြည့်နေအရှိဆုံးကဖျောက်အရယူမှဖြစ်မှာတော့ဒီစကားကြောင့်အပြိုမတတိုက်ငှက်ဖွေးကိုကြည့်ပြီးတော့တဝါဝါနဲ့ရီမောကြကုန်ရဲ့ရေတန်တွေဆဲပြီးတော့မှတယောက်ကလည်းဒါနဲ့ကျန်တဲ့ဖွဲ့ရအောင်လှတုတ်ရဲ့လှတုတ်ကခေါင်းကိုခိုင်ရမ်းလိုက်ပြီးအဲ့ဒီဇက်ဖွဲ့ရဲ့အကြောင်းတော့ဘာမှမသိရသေးဘူးအပြိုမတတိုက်အန်အောကုန်ကြတယ်မနေ့ပြန်တပတ်ကိုပဲပွဲရင်းနေရရောက်တော့မှလေဟာအင်းလေအခုတော့ကျန်တဲ့အဖွဲ့တွေကအချိုတိုက်နေကြပြီသူမတို့နားရေးစီမှာတိုင်းဝိုင်းတန်စီကပတ်ပြိုးတိုက်တန်အတီးတိုက်တန်ချို့ကြားမိနေရတယ်သူတို့ကဘလို့တွေလဲကဖြစ်မှာလားမပြောတတ်ပါဘူးသူတို့ကဘယ်နေရာမှာကကြမှာလဲအဲ့ဒါတော့မပြောတတ်ဘူးညရောက်မှတို့လဲကြည့်ကြတာပေါ့ပြောထားကြတဲ့အတိုင်းပဲညနေဆောင်မှာတော့တပန်းတော်ရွာအပြိုမတတိုက်သေးဆိုင်တွေလူတွေနဲ့စီကားစပြုတ်နေပြီဖြစ်တဲ့ဝဲကင်းတွေကိုလက်ပက်ကြတယ်ညညိုနဲ့စပြီးလဲပါလေရဲ့သူမတို့တီကထွက်လာကြတာဝဲကင်းနဲ့ပတ်ဖို့ထက်တပ်ပွဲကိစ္စအတွက်ပါတောင်ဘက်နဲ့အရှိဘက်မှာကအရင်နှစ်ကပွဲဝင်ခဲ့တဲ့စက်တွေရှိတယ်မြောက်ဘက်မှာတော့လှတုပ်ပြောတဲ့စိတ်မင်းရောင်တို့စက်ဖွဲ့ဝါချိုးပြအချိတ်စီမှာစိတ်မင်းရောင်စက်ဖွဲ့ဆိုတဲ့ကပီးစာတန်းကြီးကိုထုံးပြူနဲ့ထင်းထင်းရှားရှားရေးသားထားတာပါပတ်ချလဲကိုလည်းဖြာချက်တွေနဲ့အလုံကထားပြီးတော့အပေါင်းဝစီရချင်ရင်အထဲမှာလှုပ်ရှားသွားလာနေသူတွေကိုမြင်နေရတယ်
အပြူမတတိုက်မင်းသားချုံဆိုတဲ့စိတ်မင်းရအောင်လာချောင်းကြပေမဲ့ဘယ်ဟာစိတ်မင်းရမှန်းသူတို့မသိကြဘူးစိတ်မင်းရအောင်ရဲ့ချောလို့နေဆိုလို့သာတွေးချင်မိတာအခုတော့ပေမလဲဖြစ်နေရပြီကွထုံးစံတိုင်းငယ်ဖွေးရအရှွန်ဖောက်တယ်ဒီတော့ဂျန်နဲ့မြညိုတို့တတိုက်ရီမောမိကြပြန်ရောတဖြည်းဖြည်းနဲ့မောင်လာတာနဲ့အမျှပွဲခင်းတစ်ခုလုံးမိတွေထနေညီးလာခဲ့တယ်မြညိုတို့တတိုက်ပွဲခင်းရဲ့အနောက်ဘက်ချမ်းစီကိုရောက်လာကြပါတယ်ဇက်ပွဲအတွက်ပြင်ဆင်ထားတဲ့နေရာစီမှာတော့ဇက်စင်ထီထီရှိနေတာလွဲလို့ဘာမှရှိမနေဒီလူတွေကလာအောင်ကကြပေါင်းမလားတော့ငယ်ဖွေးရပဲပြောတာပါဟုတ်ပါရဲ့ကျုပ်တို့မှာတစ်နှစ်ပတ်လုံးပွဲလန်းသပင်ဆိုတာငှက်ပြတ်နေကြတာဒီနှစ်မှတရက်တပွဲနဲ့၄ရက်လောက်တဝှာကြီးပွဲတွေလက်ကြည့်ရမှာဆိုပြီးတော့ဝမ်းသာနေတာ哦တယောက်ကငယ်ဖွေးစကားကိုဖြည့်ဆွတ်တယ်သူတို့ကမလာကြတော့ဘူးလားမသိဘူးနော်အပြူမတတိုက်ပြင်ဆင်မှုဘာမှမရှိဒီတိုင်းသာရှိနေတဲ့ဆက်စင်ရီကိုကြည့်လို့တီတိုတပ်ဖန်ဖို့လုပ်နေကြတာပါသူတို့ကလာအောင်မထင်ဘူးသမီးတို့ရဲ့ဟမ်အနာကပ်ပြီးတော့ပြောလာတဲ့လူကြီးတယောက်ရဲ့စကားအပြူမတတိုက်ကလူကြီးကိုအကောင်ဝိုင်းကြည့်လိုက်ကြပြီးဘာဖြစ်လို့လဲဦးလေးရဲ့ဦးကြီးကဒီကပွဲအတွက်ထိမ့်သိမ်းဆောင်ကြည့်ရေးထဲမှာပါတယ်အခုဒီနေရာမှာကပြမဲ့ဇက်ပွက်နေရလာတောင်းတော့ကပြောသွားတာရှိရဲ့ဘာများလဲဦးလေးရဲ့ပွဲကမဲ့ညကြမှာသူတို့လာမယ်တဲ့ဟမ်တူတူဆန်းဆန်းမလားအေးလေအဲ့ဒါကြောင့်မလို့ဦးလေးကထူးဆန်းတယ်လို့ပြောတာပေါ့ဟိုဘက်ကဇက်တွေဆို3ရက်လောက်ကြိုတင်ရောက်ကြတာအတီးတိုက်ကြတယ်ဒီဖွဲ့ကတော့ကမိတ်ညမှာပွဲပြစ်မဲ့လုပ်နေတာသူတို့အစပြောလာတော့မှဆိုဦးကြီးတို့တောင်မှဇက်ပွဲကဟုတ်ရဲ့လားလို့တွေးမိရတာဒါမဲ့လေသူတို့ဘက်ကအချက်လက်ကြပြန်ရှင်းပြပေးနိုင်တော့ဦးကြီးတို့လည်းခွင့်ပြုမိရပေါ့ကွယ်ပွဲခင်အတွက်စီမံသူလူကြီးကပြောပြတော့တရင်သမားလှတုတ်ကလည်းသူတို့ပွဲကမိတ်ညကြမှာလာမှာပေါ့ဟတ်လာဦးကြီးအဲ့လိုပြောတာပဲသမီးရဲ့ဒါနဲ့သူတို့ပြဆက်အဖွဲ့နာမည်အောင်ဦးကြီးမြညိုကဝင်မေးလိုက်တယ်အသာဝတီနာမည်လေးကစမ်းလိုက်တာဟုတ်ပါတော့တခါမှမကြားဘူးတဲ့ပြဆက်နာမည်လေးပဲနာမည်ကြားရုံနဲ့တင်သူတို့ပြဆက်ကိုကြည့်ချင်နေပါပြီတော့တပန်းတော့အပြုံမတတိုက်ရွှေမြူးကုန်ကြတယ်တရားတော်ပေါစကားတန်နေကြောင်းကြားသူလူကြီးအဖို့မှလည်းချင်းနဲ့ပြုံးလို့ရဲ့ဒီနောက်တော့အပြုံမတတိုက်ဟာလူကြီးကိုနှုတ်ဆက်လို့သူတို့စတေးချရာလဲတက်စီကိုစကားတွေတွတ်ထိုးနေထွက်ခဲ့ကြပါရီရိုးမကျော်ကြီးကိုအခြေပြုကြတဲ့ရွာသားတွေအားလုံးပွဲလန်းတပင်ငှက်မွတ်နေကြတာသူတို့နေတကြောမှလည်းရွှေတောင်ရုပ်ဖျားပွဲတစ်ခုသာလာတီရှိတာပါကျန်တော့ဘာမှမရှိတတ်ဒီအတွက်ကြောင့်မို့ရွှေတောင်ရုပ်ဖျားပွဲဆိုရင်ရက်ပေါင်း20လောက်ကျင်းပပေးပြီးတော့မန်းရွှေဆက်တော်ဖျားပွဲနီးတူစီကာတိုက်မြိုက်လာပါတယ်ဖျားပွဲတော်ရက်ကိုနီးလာတာနဲ့အမျှပွဲစီတိုင်းထဲမှာလည်းလူသူတို့ကကြိတ်တိုးနေရပါတချို့ကသူတို့တောပတ်တွေမှာဒီလိုပွဲစီတွေမှာသာဝယ်လို့ရတဲ့အထည်လေးလိုပစ္စည်းတွေကိုအထက်ကထားဝယ်ယူကြပါတယ်တချို့ကတော့မုံပဲတည်ရစာတွေတချို့ကတော့တနက်ခါလိုအခြားဆေးမြစ်တွေလိုလိမ့်ကြံစရာအရာတို့ဝင်ကြပါတယ်တချို့ကတော့ပွဲစီခင်းနဲ့လူပြိုအပြိုလဲ့ပေါ့ဒါမဲ့ရွှေတောင်ရုပ်ဖျားပွဲဆိုရင်သတ်မှတ်ထားတဲ့စီကန်းတစ်ခုရှိပါတယ်ဒါကတော့ရောက်လာသမျှရွာတွေဟာတညတရွာအနေနဲ့တောင်ထိပ်စီကဖျားစီကိုတက်ရောက်ပြီးတော့မီးပူစော်ကြရတာပါဒီခါမှာရွာအပြိုချောတွေဟာစီမီခွက်လေးတွေကိုင်းနဲ့စီတန်းလို့ဖျားကိုခုနှစ်ပတ်လှည့်ပတ်ကြပါတယ်ဒီခါမှာရွာပေါင်းများစွာကလူတွေဟာစီမီအလှမိမပြိုတို့ရဲ့အလှကိုလာရောက်ပြီးတော့ရှုစားကြပါတယ်ဒီလိုပဲတစ်ဖက်မှာလည်းပြင်ဆင်ပြီးဖြစ်တဲ့ပြဆက်သုံးဖွဲ့ဟာစတင်ပြီးတော့ကပြဖြော်ပြနေကြပါတယ်ရွာတွေကမနေမနှောဆိုတော့ပြဆက်စီတိုင်းမှာလူသူတွေအပြည့်တနစ်တာပင်မသမျှကိုအကုန်လုံးအတိုးချလို့ညလုံးပေါက်ကြည့်ကြပါတယ်ပွဲနေ့ကိုရောက်ခဲ့ချိန်မှာတော့ရွှေတောင်ရုပ်ဖျားရှင်မြင့်တော်စီမှာလူသူတွေကကြိတ်တိုးလို့ရဲ့ညနေဘက်မှာဖျားရင်ပြင်းတော်တစ်ခုလုံးအပြည့်စီမီတွေထင်ညီးလို့ရဲ့ရှိသမျှလူသူတွေညမောင်ရီစပြိုးချိန်မှာဖျားပွဲစည်းစီကိုမပတ်ချရင်ပြင်းတော်ဖျားပေါ်စီမှာသာရှိနေရပါဒီခိုက်မှာပွဲစီတိုင်းနဲ့အနောက်ဘက်ကနေလဲတိုင်းတစ်ခုတိုးထွက်ခဲ့ကြပါတယ်လဲပေါင်း10စီးလောက်ရှိပါတယ်လဲတွေကတအီတကြီးအတန်ပြုတ်ပြီးတော့ပွဲခင်းအစုံကဇက်ပွဲလုံမဲ့နေရာစီကိုရောက်လာကြပါတယ်နောက်လဲတွေရက်ကြပြီးတော့အပေါ်ကပစ္စည်းရာတွေကိုချပြီးတော့အသင်းဆောက်ပြီးသားရှိနေပြီးသားသက်စင်ကိုဝိုင်းလို့ပြင်ဆင်ကြတော့တာပဲတက်ညီလက်ညီရှိလို့နာလားဒါမှမဟုတ်သူတို့ကပဲအစီအစဉ်ချပြီးတော့တာမန်ထက်လွန်ကဲနေရလားမပြောတတ်ပါတခဏတွင်းမှာပဲသက်စင်ရခန်းခန်းနာနာပြီးဆုံးသွားခဲ့တယ်သူတို့လုံနေတာတွေကို
ပွဲခင်းတွေကလူတချို့ကကြည့်ပြီးတော့အံ့ဩနေရပါဒီလိုပါပဲဖျားရင်ပြင်ထက်စီကနေစမ်းလာကြတဲ့သူတွေကလည်းတက္ကနာတွင်းမှာအနောက်ဘက်ဆက်ပွဲရဲ့ခန်းခန်းနာနာပြင်ဆင်ပြီးမှုတွေကြောင့်အလွန်အံ့အားသင့်သဘောကျနေမိကြပါတယ်ပြီးတော့ဒီညအတွက်အခြားပွဲတွေမကြည့်ဘဲနဲ့အခုမှအံ့ပွဲဖြစ်အောင်ပြင်ဆင်လိုက်တဲ့ဆက်သစ်ကိုကြည့်ကြမယ်လို့သုံးဖြတ်ကြွေးကြော်ကြပါတယ်ဒီအချိန်မှာအဲ့ဒီဆက်သစ်စီဟာပြိသက်စုဝေးတဲ့တိုင်ပတ်ပြိုးတန်လေးဟာကြည်ကြည်ပြတ်ပြတ်ထွက်ပေါ်လာခဲ့ပါတယ်အခုဖះရင်ပြင်စီကနေအပြန်လမ်းမှာညညိုကသူမနှစ်ပေလက်တွဲထားတဲ့မုတ်ဆုံးမုံခေါင်ခေါ်တယ်ပြောရလားအခုပြောပါတယ်မြတ်ညိုလူတွေမှအများကြီးပဲနင်တို့ဖះတော့ငါမမြင်ရဘူးအေးမြတ်ညိုအလွန်ပဲစိတ်မကောင်းဖြစ်သွားတယ်အခုတကယ်မမြင်နိုင်တာလားဟဲ့အခုရဲ့မြတ်ညိုချင်းရသူစိတ်မကောင်းချင်းများစွာဖြစ်နေကြည့်မိတယ်မုတ်ဆိုးကြီးမုံခေါင်တော့အေးအေးလူလူပဲဖះကိုမမြင်နိုင်တာသူ့အတွက်ကရိုးအီနေပြီဖြစ်တဲ့အကြောင်းတစ်ခုပဲပြီးတော့သူကဗုဒ္ဓဘာသာမဟုတ်ဘူးဒါကြောင့်ရင်ထဲမှာတာမန်ထက်ဘာမှပိုမနေဘူးညညိုစီကအတန်တိတ်သွားလို့မောက်စိုးကြီးကြည့်ပြီးတော့သူ့ကိုမျက်ရည်ဝိုင်းသားနဲ့ကြည့်နေတာတွေ့လိုက်ရပါတယ်ဘာဖြစ်လို့လဲညညိုခြေလန်းနေရောရိုက်နဲ့မောက်စိုးကြီးမုံကမေးတော့အကူညညိုလေအကူကိုတတ်ဒုက္ခပေးတယ်လို့များဖြစ်နေပြီလားလို့မောက်စိုးကြီးမုံကပြုံးလိုက်တယ်ဩဖြစ်เสียလားညညိုရဲ့ဖြစ်တာပေါ့အကိုရဲ့တကယ်ဆိုအကိုကဖះကိုလည်းမြင်ခွင့်မရဘူးပွဲလန်းတပင်းဆိုတာလည်းမခုံမဲ့ဘူးဟေ့ညညိုအနားကိုရောက်လာတဲ့လာတုတ်တုတ်တတိုက်စားပြီးတော့မပါဘူးအစအတူတူလာကြတာဖြစ်ပေမဲ့ဖះပေါ်မှာစားပြီးကိုမောင်ထွေးရခွင့်တောင်းပြီးတော့စကားပြောရင်ကြဲဟိခဲ့ကြတယ်ဟေးလာတုတ်တုတ်တို့ပွဲစည်းပတ်ကြမလို့နင်းလိုက်အောင်မလားညညိုကမုတ်ဆိုးကြီးမုံခေါင်တစ်ချက်မော့ကြည့်တယ်ပြီးတော့စိတ်ကဆုံးဖြတ်ချက်ချလိုက်ဟန်နဲ့အကိုပြောလေမြတ်ညိုသူတို့နဲ့လိုက်သွားမလို့အကိုလိုက်ဖို့မယ်လေမြတ်ညိုရဲ့ရှားပါတယ်အကိုရဲ့အကိုပြန်နားလိုက်တော့နော်မြတ်ညိုပြောပြီးတော့လှတုတ်တို့အပြုံးမတတိုက်စီကိုလှမ်းထွက်သွားတယ်မြတ်ညိုမုတ်ဆိုးကြီးမုံခေါင်လမ်းကော့ပေမဲ့မြတ်ညိုလှည့်မကြည့်တော့ပါအပြုံးမတတိုက်ကိုလက်ဆွဲလို့စကားတွေဖောင်ဖွဲ့နဲ့ထွက်သွားခဲ့ကြပြီဒီလိုနဲ့မုတ်ဆိုးကြီးမုံခေါင်လေးလဲတက်ရှိအောင်ပြန်ခဲ့ပါတယ်အပြန်လမ်းမှာသူ့စိတ်ထဲနေရတာပဝင်မကြနဲ့တမျိုးဖြစ်နေတော့တယ်ဘလို့အကြောင်းအရာကြောင့်ဆိုတာတော့မော်ဆိုးကြီးမသိတတ်ခဲ့ပါဘူးလဲတက်စီုံပြန်ခဲ့ပြီးတော့မော်ဆိုးကြီးမုံခေါင်အိတ်ဆက်ဖို့ပြန်နေခေါင်းချလိုက်ပေမဲ့အိတ်ဆက်လွတ်မရပါဒါကြောင့်ဟိုတီတီတွေးနဲ့ရှိနေမိခဲ့တယ်ပြုတ်မော်ဆိုးကြီးပြုတ်အပြင်ဘက်ကတန်းချောင်းမော်ဆိုးကြီးမုံခေါင်ခေါင်းထောင်ကြည့်လိုက်မိတယ်အပြင်ဘက်မှာလူသူ4-5ယောက်လောက်ရှိနေပါတယ်အမောင်ကြောင့်ဘသူပန်ဝါဆိုတာမသိကွဲပေမဲ့အတန်ကတော့ကိုထွေးရဲ့အတန်ပါငါထူးလားငါဒီမရဲ့ဟုတ်တယ်ပြုတ်ကျုပ်တို့မုတ်ဆိုးကြီးကိုရှားနေကြတာဒီမေဧည့်သည်လဲပါတယ်ဗျဧည့်သည်တွေဘာတူလဲဟုတ်တယ်မော်ဆိုးမုံခေါင်အပြင်ထွက်လာခဲ့မိတယ်အပြင်ရောက်တော့ကိုထူးတို့ညီကိုပြင်အသက်ခက်ကြီးလူကြီးတယောက်နဲ့လူငယ်3ယောက်တို့တွေ့ရပါတယ်ဒါကကြောက်ပြုံးကြောဘက်မှာမိသွေးဖုတ်နေကြတဲ့ကတ်တူရွာသားတွေရဲ့ဗျကျုပ်တို့ငှက်ရောင်းသွားနေတွေ့တော့တကားဆိုင်ရင်မုတ်ဆိုးကြီးအချောင်းကိုပြောပြတာမှာတွေ့ကျင်နေဆိုလို့ဩထိုင်လေဒီဟာဥပုံတို့မုတ်ဆိုးကြီးခေါ်ဝေါ်ကြောင့်ဘာကြီးပုံသဘောကျသွားမိတယ်ပြီးတော့အားလုံးသိရစီမှာဝိုင်းထိုင်လိုက်ကြပြီးငထုဒီဟာဧည့်သည်တွေကိုဧည့်ခံဖို့ပွဲစည်းတရတခုခုသွားဝယ်ပေါင်းလားဘာမှမလုပ်နဲ့တော့ဒီမေကျုပ်တို့ဝယ်လာခဲ့ကြပြီဗျကိုဦးကသူ့လွယ်အိတ်ထဲကအထုပ်တစ်ထုပ်ကိုထုတ်ပြတယ်ခောက်ဆဲကျော်တန်နဲ့ရင်းနှီးချက်မိနဲ့စကားပြောကြတာပေါ့ဘာကြီးပုံတို့မိသွေးသမားတတိုက်ကမုတ်ဆိုးကြီးမုံခေါင်ပြောပြတာတွေကိုစိတ်ဝင်တစားနားထောင်နေကြတယ်ဒီလိုစကားတွေကိုကြားနာတာဝါသနာထုံနဲ့ဖပြူကလည်းလှငွေတင်ကြီးတို့နဲ့အတူသက်ပွဲလိုက်မကြည့်ခဲ့ပဲနဲ့ဘာကြီးပုံနဲ့လိုက်လာခဲ့တာပါမုတ်ဆိုးကြီးပြောပြတာတွေကိုဖပြူနားထောင်မိတယ်အဖြစ်ပြက်တင်ကအမှန်တွေဖြစ်တယ်လို့အကျိုးကြောင့်ကလည်းစီလျော်လာတာမို့မိကုန်းတွေအမြဲတမ်းထုတ်နေကြဆိုပေမဲ့အခုကတော့တကယ်ကိုငြိမ်သက်သက်နဲ့စိတ်ဝင်တစားရှိနေရပါမုတ်ဆိုးကြီးပြောပြသမျှထဲမှာတော့ဘာပြူသဘောအကျဆုံးကစင်ထူးဆန်လီပေါက်ဆိုင်အချောင်းပါနောက်တစ်ခုကတော့အင်းဝခက်ကနေဒီဘက်ခက်မှာဖြည့်ရှင်းနိုင်တဲ့မိဖုရားကူကိစ္စမုတ်ဆိုးကြီးအချောင်းရ3-4ခုလောက်ပြောပြီးအချိန်မှာတော့ညင်ကတကောင်ရင်အချိန်ကိုချင်းနှင်းဝင်ရောက်လာပါတယ်ကဲဒီညတော့ငါလည်းမောပြီကွာမနေ့ပြန်ကြထက်လာခဲ့အဲ့ကြမှာဆက်ပြီးတော့ပြောပြတာပေါ့မုတ်ဆိုးကြီးကစကောင်းသာဖြတ်လိုက်တာပါအိတ်ဆက်မယ်လို့တော့မပြောဘူး
မျက်ညိုကလည်းပြန်မလာသေးဘူးမလားဒီတော့စကားဝိုင်းလေးကဆက်ရှိတော့မယ်ကောင်းကင်ရဲ့စီမှာတော့တပေါင်းလှပြည့်ရဲ့လောင်ဝင်းရလောကဒုက္ခကိုလင်းလင်းချင်းချင်းရှိနေစေတယ်ဘိုင်းပုံဟေးဘာဖြူတော့ပြောတာမှာဘိုင်းကလည်းအတွေ့အကြုံများတယ်လို့သိရတယ်ဗျအဲ့ဒီကတစ်ခုနှစ်ခုလောက်ကျုပ်တို့ပြောပြပါလားကျုပ်တို့လည်းဘဟုတုတရတာပေါ့ဘိုင်းပုံကရင်းနှီးချမ်းတစ်ခွက်ကိုယူတော့လိုက်တယ်ကျုပ်ရဲ့စက်ကြောင်းတွေကဒီဟာမုတ်ဆိုးကြီးမုံခေါင်လိုမျိုးကိုရန်ကြုံခဲ့ရတာမဟုတ်တော့ပြောရမှာတော့အားငယ်တယ်ဗျ။အိုးဥပုံကလည်းငါတွေ့ကြုံနေရလူများစွာရဲ့တွေ့ကြုံရှင်ကျင့်အများကြီးကွာခြားမှုရှိပါတယ်ကွ။ငါလည်းသိတဲ့နာလေးတွေသိချင်သိရတာပေါ့ပြောပြပါ။ဘိုင်းပုံတွေ့ဝေသွားပြန်တယ်။သူစိတ်ထဲပဲအကြောင်းအရာကအကောင်းဆုံးဖြစ်မလဲဆိုတာတွေးနေပုံပါ။ဘိုင်းအာသာဝတီပြဆက်ချောင်းပြောပြလိုက်ပါလား။ဘာဖြူဝင်ပြောလာတာပါအာသာဝတီဆိုတဲ့စကားကြောင့်မုတ်ဆုံးကြီးအံ့အားသင့်သွားတယ်အာသာဝတီဟာလားဘာဖြူတို့တကပြောပူတယ်ဒါမဲ့သူတို့က3ယောက်လှပြောနေကြတာမလို့ကျုပ်လည်းတေချာကနနမသိရသေးဘူးပြောပြပါလားဘာကြီးပုံခဏလေးဥပုံအာသာဝတီဆိုတာဘယ်လိုမျိုးလဲဒီအကြောင်းအရာငါ့ကိုပြောပြစမ်းပါမုတ်ဆိုးကြီးမုံခါလည်းတောင်းဆိုလိုက်တော့ဘာကြီးပုံကဟုတ်ပြီလေကျုပ်ဒီအကြောင်းကိုပြောပြမှာပေါ့ဒီလိုပါမုတ်ဆိုးကြီးဒီအာသာဝတီဖြစ်ပျက်ကကျုပ်တို့ဗမာပြည်ထပ်ပိုင်းမှာပိုလီတစ်ကြော်ဖြစ်ပျက်သွားခဲ့တာအာသာဝတီပြဆက်ကြောင့်အင်းတိုင်းရွာသားတွေအကုန်လုံးသေကုန်ကြတာပေါ့ဒီကနေစလို့ပိုင်းကြီးပုံဟာအာသာဝတီပြဆက်နဲ့အင်းတိုင်းရွာဖြစ်ပျက်ကိုပြောပြလိုက်တော့တယ်အဖြစ်ပျက်ဟာတဆင့်ပြန်ပြောပြရတာမို့အတိအကျမဆန်ပေမဲ့နားထောင်ရတာမှာတော့မုတ်ဆိုးကြီးမုံခေါင်မှတ်ပူတဲ့အိမ်မထဲကတွတ်တလိုက်ရဲ့အဖြစ်ပျက်နဲ့ထပ်တူကြနေပါတယ်နောက်ဆုံးတော့တညတာကျင်းပသွားတဲ့အာသာဝတီပြဆက်မှာဇမင်းသားရဲ့ခေါင်းကိုအာနာပကွက်သားဖြတ်လိုက်ချိန်မှာအင်းတိုင်းရွာသားတွေပါအကုန်လဲကျသိမ်းဆုံးသွားတာပေါ့ဘိုင်းပုံစကားအဆုံးသတ်လိုက်တယ်မုတ်ဆိုးကြီးမုံခါလေအချောင်းရဆုံးသွားချိန်မှာစကားတော်မဆိုတာတော့အာသာဝတီအချောင်းကိုစူးစူးနစ်နစ်တွေးနေမိရပါပြီးခဲ့တဲ့လတုန်းကမိမလကျောစီမှာတောပြစ်ချိန်ကစလို့အာသာဝတီအချောင်းရလေးတွေကသူ့စီမှာထင်ဟပ်လာခဲ့ရတယ်သူဆိုတာလေသိရတိုင်းပဲဒီလိုဖြစ်ပျက်တွေသူ့အာယုံစီမှာထင်ဟပ်လာတိုင်းမကြမီပင်မလောကမှာထိတ်လန့်သွေးပြက်ဖွယ်ရဖြစ်ပျက်တွေကဖြစ်ပေါ်လေးရှိရမဟုတ်လားမုတ်ဆိုးကြီးတခုခုများဖြစ်လို့လားငထူးကမေးလာတော့ဒီခါမုတ်ဆိုးကြီးကလည်းဟုတ်တယ်ငထူးအခုဥပုံပြောပြတဲ့အာသာဝတီဆက်ကြောင်းကိုလုံခဲ့တဲ့လအဆလို့ငါကြားမြင်နေရတယ်ကွဘလို့မုတ်ဆိုးကြီးမာကြီးပုံကဝင်မေးလာတော့ဟုတ်တယ်အဲ့ဒီတည်းကရှင်ဘရင်နာမည်ကတွတ်တလလို့ခေါ်တယ်သူကအာသာဝတီပြည်စီပင်သားရအောင်ဆောင်ရွက်နေပြည်သူတွေအပေါ်မှာခွင့်လွှတ်နိုင်ဖို့ခက်ခဲလို့နဲ့ကိစ္စတကူကိုတွားပြီးတော့ကျူးလွန်ခဲ့မိတာဒီကြောင့်ပဲတွတ်တလကွမြက်ခံခဲ့ရတာပေါ့ဒါဆိုအဖြစ်ပြက်ကထက်တူကြနေရပဲဟုတ်တယ်ဥပုံငါစီမှာဒီလိုအာယုံတွေထင်ဟပ်လာပြီးဆိုရင်ဥပုံပြောတဲ့အထက်ကဒီအာသာဝတီတိုင်းသားတွေနဲ့ပတ်သက်တဲ့ပြဿနာကြီးတကူမကြခင်မှာဖြစ်လာတော့မယ်လို့ငါတော့ထင်တယ်ဟာမုတ်ဆိုးကြီးမုံခေါင်ရဲ့စကားဆုံးအကောင်လုံးထိတ်လန့်ပြီးတော့အံ့အားသင့်ကုန်တယ်အဲ့ဒီအချိန်မှာရုပ်ကြီးလိုင်းအောင်ရှော့လက်နေတဲ့လောကရမိုက်ခနဲ့မှောင်သွားခဲ့ပါတယ်မုတ်ဆိုးကြီးတို့အပေါ်စီကိုမော့ကြည့်မိကြတော့ကြီးမားတဲ့တိမ်ဆိုင်မဲတခုကလှပြည့်ဝန်းကိုဖုံးအုပ်လိုက်တာပါဒီအချိန်မှာဘိုင်းပုံခေါ်တန်ပြည့်တဲ့အမောတကောအော်ခေါ်ရဲ့အပြေးတစ်ပိုင်းလမ်းလာကြတဲ့လက်ငွေနဲ့တင်ကြီးတို့သူတို့အနားရောက်လာချိန်မှာတော့အလွန်မောနေဟန်နဲ့ခြေပြက်လက်ပြက်ဝန်ထမ်းလိုက်ကြပါတယ်ဟေ့ကောင်တွေဘာဖြစ်လာကြလဲဘိုင်းပုံကမေးတော့တင်ရပဲဘိုင်းပုံအနောက်ဘက်အရက်ကပြဆက်ကအာသာဝတီတဲ့ဟုတ်တယ်ကျုပ်တို့အေးရှိယာဖြိုင်နဲ့ကြားခဲ့မိတာဟေးဘိုင်းပုံမုတ်ဆိုးကြီးမုံခေါင်ကြည့်လိုက်မိတယ်ပြီးတော့ကိုထူကိုဦးတို့အပြင်ရှိသမျှလူအလုံးဝေဝဲကြည့်လိုက်မိပြီးအာသာဝတီတဲ့ဘယ်လိုလုပ်ကြမလဲမုတ်ဆိုးကြီးမုံခေါင်ခေါင်းတွေချက်ချလဲနေရတယ်အဲ့အချိန်မှာသူတို့ရှိရာစီကိုဆင်းသက်လာခဲ့တဲ့မီလုံးတစ်လုံးသူတို့ကြည့်နေမိကြတော့မီလုံးကခြုံခွဲတစ်ခုစီကိုဆင်းသက်သွားပြီးတဲ့နောက်မကြလိုက်ပါခြုံအနောက်ွယ်စီကအရေးတကူထွက်လာခဲ့တယ်အရေးငယ်ဆုံးမုတ်ဆိုးကြီးမုံခေါင်ထနေရထရက်တယ်အကုန်လုံးကလည်းမတ်တက်ထရက်ကုန်တယ်အရေးငယ်ဆုံးအနားကိုရောက်လာတော့အရေးငယ်ဆုံးကမုံခေါင်မကြခင်ဒီပွဲကင်းထဲမှာပြဿနာကြီးတစ်ခုခုတော့ဖြစ်တော့မယ်ထင်တယ်တိမ်မဲဆိုင်ကြီးအုပ်လွှမ်းသွားပြီးတော့ငါးစီကိုခံမဲရခက်တဲ့မကောင်းတဲ့လိုင်းတွေရောက်လာတယ်တိတ်ကိုပြင်းထန်တယ်သွေးနဲ့ပြင်းပြင်းတွေလည်းခံစားမိတယ်
အာသာဝတီကတကယ်ပဲ။ဘာလဲအာသာဝတီကမောင်စိုးကြီးမုံခေါင်ရဲ့အပြောကိုအရင်ငယ်ဆောင်ကပြန်မေးလိုက်တယ်။အကြီးငါနောက်မှရှင်းပြမယ်။အခုနေရောငါရောတို့နောက်ကပြဆက်ကားတဲ့နေရာကိုအမြန်သွားမှဖြစ်မယ်။မဟုတ်ရင်သွေးချောင်းစီးလိမ့်မယ်။မောင်စိုးကြီးမုံခေါင်ကပြပြစောစောပဲနေရာနေအနောက်ဘက်ပြဆက်ကပြရနေရစီကိုပြေးထွက်သွားတော့တယ်။ဘာဖြစ်တာလဲ။အရင်ငယ်ဆောင်နားမလဲ။ဒီခါပိုင်းရိပ်ပုံကအာသာဝတီပြဆက်သမားတွေကြီးကလူအကုန်လုံးကိုတတ်တော်မှာငယ်ဆုံးငါတို့အမြန်ဆုံးလိုက်သွားမှဖြစ်မယ်ဟမ်ပိုင်းရိပ်ပုံတို့လူစုလည်းပြောပြရနဲ့နေရာနေပြေးထွက်ခဲ့တယ်အရင်ငယ်ဆုံးတယောက်သာအသေးချာနားမလဲသေးရမို့ကြောင်အန်ပြီးတော့တယောက်တည်းရက်လို့ကြံခဲ့ရပါတယ်အာသာဝတီရွှေပြည်စီတို့ညလည်းနှက်လာပြီးမို့ပြဆက်ရုံအနားမှာလူသူတွေကင်းမဲ့နေတယ်ထူးထူးဆန်းဆန်းဈေးဆိုင်တွေလည်းလူသူမရှိဟာလာဟင်းလင်းပွဲခင်းတစ်ခုလုံးအတန်ဖလန်တွေတိတ်ဆိတ်လို့ရဲ့မုတ်ဆိုးကြီးမုံခေါင်ပြဆက်ရုံအထဲကိုပြေးဝင်လိုက်တယ်တဆုံတစ်ခုကကာစီးထားတာကြောင့်မုတ်ဆိုးကြီးမုံခေါင်ပြန်လည်လွင့်စင်ထွက်သွားခဲ့ရတယ်မုတ်ဆိုးကြီးအဆင်ပြေလားအနောက်ကလိုက်လာကြတဲ့ကိုဦးကိုထူးတို့ကမုတ်ဆိုးကြီးမုံခေါင်ပြေးထွေနဲ့မေးလာကြတာပါအိုးတွတ်တလသင်ဟာပြည့်ရှင်မင်းမတန်မနဲ့တိုင်းသူပြည်သားတို့အလိုပြစ်ပေအနောက်ဘက်ကရန်သူမင်းသမီးကိုတိတ်တိတ်ဆိတ်လက်ဆက်ပြီးတော့တိုင်းပြည်ကိုရန်သူစီကိုပေးအပ်ဖို့လုပ်ခဲ့တယ်ဒီအပြစ်တွေကြောင့်ပဲတင့်ပေါ်ပြည်သူကစီရင်ချက်ချလိုက်တယ်တင့်ကိုတင်ကောင်းရာပုံစီကိုရောက်ဖို့ဆူတောင်းပေးတော့ဟိတွတ်တလောက်စီရင်ကနေအာနာပကွက်သားရဲ့ချိန်ဝါတန်ဒီတန်ကြားမိချိန်မှာအပြင်ကမုတ်ဆိုးကြီးမုံခေါင်ထိပြသွားတယ်ပြီးရင်တွတ်တလောက်ကောင်းဖြတ်တတ်တော့မှာမုတ်ဆိုးကြီးမုံခေါင်အာတင်းပြီးတော့လူလဲလို့ထလိုက်တယ်ပြီးတော့သူ့ရဲ့တပွဲစားပုံရိပ်ကိုထုတ်လိုက်တော့အနောက်ပါးစီမှာကြီးမားတဲ့အရေးမိတ်ရဝန်ကနေထွက်ပေါ်လာခဲ့တယ်အားထိတ်ကျုံဝိုင်းနဲ့မုတ်ဆိုးကြီးမုံခေါင်ပြဆက်ယုံစီကအစီအသားတွေစီကိုတရှိန်ထိုးပြေးတိုးပြန့်ဝင်လိုက်တယ်ဒီခါမှာတပွဲစားအရေးကြီးကသူ့အရှိစီကိုကြော်သွားပြီးအစီအသားတွေကိုအရင်ဆုံးဝင်တိုးလိုက်ချိန်မှာတော့ဆွညံတန်တွေအများပြထွက်လာပြီးတော့ပြဆက်ယုံရဲ့အကရန်တွေပြိုလဲကြကုန်တယ်မုတ်ဆိုးကြီးမုံခေါင်ရဲ့တပွဲစားပုံရိပ်လည်းကွဲပြားသွားခဲ့ပါတယ်ဟာအထက်ကဆက်စင်စီမှာတော့ဒူးတုတ်ထားတဲ့တွတ်တလောက်ကိုအာနာပကွက်သားကောင်းဖြက်လူဖြစ်ခင်အောက်စီကပွဲချီပရိသတ်တို့မှလည်းညှို့ငင်ခံထားရပြီးတော့ခေါင်းတွေအကုန်ငိုက်ဆိုင်ကြလို့တွတ်တလောက်မုတ်ဆိုးကြီးမုံခေါင်လဲလူတွေကိုခုံကျော်လိုက်တယ်အားလုံးကိုကြော်ပြီးတော့ဆက်စင်အရှိစီကိုကြာသွားခဲ့ပြီးရဲ့နောက်မှာတွတ်တလောက်နင်တော်သိမေမုတ်ဆိုးကြီးမုံခေါင်ရဲ့ပြောကြောင့်ကောင်းဖြက်သက်ခံရစေတွတ်တလောက်ကမထီတီနဲ့ကြည့်ရဲ့ပြီးတော့ ATA ဆက်နဲ့တင်းရဘသူလဲငါမုံခေါင်တပွဲစားမုတ်ဆိုးကြီးမုံခေါင်ပဲ။အော်တွတ်တလနင်ဘာတွေဖြစ်ခဲ့တယ်။ဘာတွေကိုလှုပ်ချင်နေဆိုတာငါသိရပေါ့။ဒီမှာတင်ရက်လိုက်ပါတွတ်တလ။တွတ်တလဒူးတော့မပြတ်ပဲနဲ့မုတ်ဆိုးကြီးမုံခေါင်စစ်စစ်လဲလာပြီးဟားတိုက်ပြီးတော့ရှီမောလိုက်တယ်။မုံခေါင်ငါတိုင်းငါပြည်ကိုငါပြန်လဲပြီးတော့တီထောင်နေတာ။တင်ငါ့ကိုတားလို့မရဘူး။အာနာပကွက်သားငါ့ကိုကောင်းဖြတ်တတ်လိုက်တော့တွတ်တလရဲ့စကားဆုံးအာနာပကွက်သားဓာကြီးကိုပင်းမြောက်လိုက်တယ်တွတ်တလမုတ်ဆိုးကြီးမုံခေါင်အော်ဟစ်တားမြက်လိုက်ပေမဲ့အာနာပကွက်သားတွတ်တလရဲ့ကောင်းကိုခုတ်ချလိုက်ပြီအာနာပကွက်သားရဲ့ဓာဟာတွတ်တလရဲ့ကောင်းပေါ်ကိုထလူဆဆိရုတ်တရက်မုတ်ဆိုးကြီးမုံခေါင်ရဲ့အနောက်ပါးစီကထွက်လာတဲ့ဆက်တွေဟာအာနာပကွက်သားကိုထိမှန်သွားခဲ့တယ်မုတ်ဆိုးကြီးမုံခေါင်လဲကြည့်တော့အကြီးငယ်ဆုံးတွေ့ရတယ်ငါရဲ့အရေးကိုတင်တော့လာနောက်ရှက်ဝတ်နေပေါ့တွတ်တလအလွန်ဒေါသထွက်သွားတဲ့ဟန်နဲ့ထားရလာတယ်ပြီးတော့တုံနှောင်ထားတဲ့ကြိုးတွေကိုဖြောင်းကနေဖြုတ်ချလိုက်ပြီးကျေလောင်တဲ့အတိုင်းနဲ့ဒေါသတကြီးထအော်လိုက်တယ်။ဟာမျက်စိရှိမှတင်တွတ်ထလိုက်ရဲ့ပုံသဏ္ဍာန်ဟာငရဲသားလိုမိတ်ဆောင်လိုအသွင်စီကိုပြောင်းသွားခဲ့တယ်။အကောင်ထဲလဲငကိုအထက်နှစ်ဆလောက်ကြီးမားသွားခဲ့တယ်။ပြီးတော့ချက်ချင်းပဲမုတ်ဆိုးကြီးမုံခေါင်ကြည့်လို့နင်တို့အားလုံးတေကြပြီတော့တွတ်တလာကြုံဝါနဲ့သူ့လက်စီကအမဲရောင်ဆက်တွေနဲ့မုတ်ဆိုးကြီးမုံခေါင်စီမုတ်ဆိုးကြီးမုံခေါင်တို့နှစ်ယောက်ကိုဖမ်းချုပ်ဖို့ကြိုးစားတယ်။မုတ်ဆိုးကြီးမုံခေါင်ကရှောင်ထွက်ဖို့ကြိုးစားလိုက်ပေမဲ့မလွတ်မြောက်ခဲ့တယ်လို့အကြီးငယ်ဆုံးကလည်းခုခံကာကွယ်လိုက်ပေမဲ့ထူးဆန်းလွန်းစွာနဲ့မိစ္ဆာတစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့တွတ်တလိုက်ရဲ့စက်တွေကိုမကာကွယ်နိုင်ခဲ့ဘူး။နှစ်ယောက်စလုံးရဲ့ချုပ်နှောင်ခံလိုက်ရတယ်။ဒါပေမဲ့မုတ်ဆိုးကြီးမုံခေါင်ကသူ့ရဲ့တပွဲစားပုံရိပ်ကိုထပ်ထုတ်လိုက်ပြီးတော့ပုံရိပ်ကိုတွတ်တလစီကိုဝင်ရောက်တိုက်ခိုက်စီတယ်။ဒါမဲ့တွတ်တလဘက်ကတခြားသူတွေထပ်မှတ်ပြီးတော့ထွက်ပေါ်လာပြီးတပွဲစားပုံရိပ်ကိုချောင်းဝင်တိုက်ခိုက်လာကြတယ်။ဒီအတွက်မုတ်ဆိုးကြီးမုံခေါင်ရဲ့တပွဲစားပုံရိပ်ဟာတွတ်တလစီကိုမရောက်နိုင်တော့ပါ။သင်တို့နှစ်ယောက်ရဲ့ဝိညာဉ်ဟာ
ငါကျွတ်တလစီမှာတန်တရားအဆုံးထိခါစားစေရမယ်ကျွတ်တလပြောပြီးတော့မုတ်ဆိုးကြီးမုံခေါင်နဲ့အကြီးငယ်ဆုံးတို့ကိုချုပ်နှောင်ထားတဲ့သူ့ရဲ့စက်တွေကိုပြန်ဆွဲရုပ်သိမ်းဖို့လှုံ့ဆော်လိုက်တယ်ဒီခိုက်မှာပဲစူညံတန်တွေများစွာထွက်ပေါ်လာပြီးတော့သူတို့ထက်ကခေါင်းကင်စီမှာပြလဲလဲအလင်းတွေဖြာတက်လာခဲ့တယ်စားပြီးအကြီးငယ်ဆုံးစီကဝမ်းသာအားရအတန်မုတ်ဆိုးကြီးမုံခေါင်လေးဝမ်းသာသွားတယ်ကျွတ်တလတော့ရုတ်တရက်ပြောင်းလဲသွားတဲ့ခေါင်းကင်ရဲ့ကိုအံ့အားသင့်ပြီးတော့ကြည့်နေမိတာပါဒါဘာဖြစ်တာလဲကျွတ်တလနားမလည်နိုင်ပြဆက်ယုံရဲ့ဝင်ပေါက်နေရာစီမှာတော့မောင်ထွေးနဲ့စာပီးတို့ရက်နေကြတယ်စာပီးကမျက်လုံးပတ်ဆက်နဲ့ဘေးနှစ်ဖက်စီဆန့်ထုတ်ပြီးဖြတ်ထားတဲ့လက်နှစ်ဖက်စီကပြလဲလဲစက်တီကိုထုတ်ပြီးကောင်းကင်စီမှာလွတ်တင်စုဝေးနေရပါစာပီးတကူလုံးမှလည်းပြလဲလဲစက်တီကဝန်းရံနေတာအော်လက်စတက်တော်ဒင်းချောင်းကိုကျွတ်တလစာပီးကိုမြင်သွားခဲ့တယ်ပြီးတော့ချက်ချင်းပဲသူ့စီကအမဲအောင်ဆက်ကြီးကိုလှမ်းပြတ်လိုက်တယ်ဒီခိုက်စာပီးကဘေးနှစ်ဖက်စီကိုဝုန်းဆိုတဲ့ခြေလောင်ပောက်ကွဲတန်ရကောင်းကင်ရံစီကထွက်ပေါ်လာပြီးသူ့ရှာပြလဲတဲ့အလင်းတန်းရထွတ်တလစီကိုလက်တစ်ပြက်ထိုးဆိုင်ဆင်းလို့ထိမှန်စေတော့တယ်ထွတ်တလတယောက်ခြေလောင်နဲ့အော်ဟစ်တန်ကိုပြူရင်းနဲ့တဖြစ်ဖြစ်မြည်တန်တဲ့တူခန္ဓာကိုယ်ကြီးအကွဲလာပါတယ်မုတ်ဆိုးကြီးမုံခေါင်နဲ့အကြီးငယ်ဆုံးတို့လည်းချုပ်နှောင်မှုစီကလွတ်မြောက်သွားကြပြီမုတ်ဆိုးကြီးမုံခေါင်ရဲ့တပွဲဆောင်ပုံရိပ်ကိုတိုက်ခိုက်နေတဲ့အရေးတွေလည်းထွတ်တလရဲ့အဖြစ်ကြောင့်သွေးသွေးတန်ပြေးကုန်ကြပြီထွတ်တလဒါကကိုယ့်ပြစ်ကိုခံယူရဲပေမဲ့အာနာကိုမက်မောပြီးတော့မစွန့်နိုင်ပဲနဲ့မိစ္ဆာစိတ်မွေးခဲ့တဲ့နှင်းရနှိကုံးပဲမုတ်ဆိုးကြီးမုံခေါင်ရဲ့ရေရွတ်တန်တဲ့တူတပွဲစားပုံရိပ်ဟာကျွတ်တလစီကိုခံဝင်သွားခဲ့ပြီးတော့ကြီးမားတဲ့လက်ဝိုင်းနဲ့ရိုက်ချလိုက်တော့တယ်တပွဲစားပုံရိပ်ရဲ့ရိုက်ချက်ကြောင့်ဝုံကနေပောက်ကွဲတန်ကြီးထွက်ပေါ်လာခဲ့ပြီးကျွတ်တလတယောက်အစိတ်စိတ်အမမွာပြိုကွဲလို့အပိုင်းစာတွေဟာငရဲမီလောင်ကျွမ်းခံရပါတော့တယ်ပြဆက်ယုံကြီးမီးလောင်ပြီးဟေ့ပြေးကြဟေ့ပြေးကြပွဲကြည့်ပရိသတ်တွေတတိပြန်လဲလာကြပြီးတော့သူညံအော်ဟိနဲ့ထပ်ပြေးကုန်ကြတယ်ဒီအချိန်မှာခေါင်းကင်စီကစာပြီးထုတ်လွှတ်ထားတဲ့အပြန်အောင်ဆက်တွေဟာလည်းပြေလွင့်သွားခဲ့သလိုတွတ်တလိုက်ရဲ့ဒိန်တိုက်ရင်ဟာလည်းကွဲပြိုသွားခဲ့ပြီးစာပြီးတယောက်ပျော့ခွေလဲကျသွားတာမို့အနည်းကမောင်ထွေးကအပြေးသွားပွေတယ်ထိုခိုင်းမှာတော့မုတ်ဆိုးကြီးမုံခေါင်အကြီးငယ်ဆုံးနဲ့ဘာကြီးပုံဦးဆောင်တဲ့ကိုဦးကိုထူးတို့လူငယ်တတိုက်ဟာစာပြီးရဲ့အနောက်ပြေးရောက်ခဲ့ကြတယ်ဖျားပွဲအပြီးအပြန်ခီးလမ်းမှာမဆုံးနိုင်တဲ့လဲတိုင်းတွေနဲ့ဖုံတထောင်းထောင်းထလို့လွမ်းစရာကောင်းလွန်းနေတယ်ဒါမဲ့တဖန်တော်ရွာစီကလဲတိုင်းစီမှာတော့မောင်ထွေးမောင်းနေတဲ့လဲပေါ်မှာအကြီးငယ်ဆောင်ကပြောင်းဖူးစေးဖက်လိတ်ကြီးကိုတရှက်ရှိုက်ဖွာရှိုက်လို့လိုက်ပါလာခဲ့ပြီးတော့မုတ်ဆိုးကြီးမုံခေါင်နဲ့မြညို့တို့ဟာလဲအနောက်ဖျားမှာအတူရှင်တွဲလို့ထိုင်ကြရတဲ့မြညို့တယောက်အာတာဝတီပြဆက်ကိုဝင်ကြည့်ပြီးအများနည်းတူတွတ်တလိုက်ရဲ့ညှုတ်ကွင်းစီကိုတတ်ဆင်းခဲ့ရတဲ့အကြောင်းကိုပြန်ပြပြောနေကြပါတယ်ထို့တူတစ်ဖက်မှာတော့လဲပေါ်မှာအကြီးငယ်ဆုံးနဲ့ညနေချင်းဆိုင်ထားနေတဲ့စာပီးနဲ့လဲမောင်းသူမောင်ထွေးတို့ဟာမကြာခဏမျက်လုံးချင်းစကားပြောကြရင်းနဲ့ပေါ့ပြီးပါပြီရှင်စာရေးသူထမန်တောင်ကိုရေးသားထားတဲ့တပွဲစားမုတ်ဆိုးနဲ့အာတာဝတီပြဆက်ဆက်လန်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီရှင်အခုလိုမျိုးဆက်လန်းကောင်းများစွာကိုမလွတ်တမ်းနားဆင်ချင်နေဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ပေးသားဖို့နဲ့ဆက်လန်းတက်တင်တိုင်းသိရှိနိုင်စေဖို့အတွက်ဘေးနား notification လောင်းလေးကိုလည်းနှိပ်ပေးသားခဲ့ဖို့မမေ့ပါနဲ့နော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်